လေညာတနာရီကတော့ပြန်ပြီးတဲ့အခါကျတော့ရှမ်းပြည်အရှိတာချီလေးမြို့ကိုရောက်လေစိတ်ကဇင်းရှစ်မှာလာချိုနေတဲ့ရှမ်းတွေကမော်တော်ကား8စီးနဲ့မဲကြည့်လိုက်တော့ကားတွေကအပြန်စားတွေအကုန်လုံးပါဂျေရိုပရာဒိုလင်ခရူဇာတာချီလေးနဲ့ဟိုဘက်ကထိုင်းနိုင်ငံနယ်စပ်မဲဆိုင်မြို့လေးနဲ့10ပေပဲကွာတဲ့ခါကျတော့ဟိုဘက်ကကားတွေပါတွေလည်းဝင်လာပုံရတယ်သူကအတီတွေလည်းဝတ်တော့တာတော့မသိဘူးကားတွေအပြန်စားတွေကားတွေလန်နေနဲ့ကျိုးနေတာရှမ်းအိုးစီတွေနဲ့နှောင်းပိန်နှောင်းပိန်နှောင်းကျွန်တော်တို့သွားရင်တော့တောင်ကြီးလက်ဒီတိုင်းပဲနော်တတိယစရာကောင်းပါလေစီဆိုင်ဒီတိုင်းပဲကျိုးတယ်ကျွန်တော်တို့ခန်တီဟောမလင်းနာဂတောင်တန်းအဲ့တိုင်းကျိုးတယ်ကျွန်တော်တို့ဒီအောက်ပြီးအောက်မှာကျွန်တော်နည်းဆန်းနေတာပေါ့စာပေဟောပြောပွဲကိုဗျာဒီဆိုင်းနေပုံလေးနဲ့ကျိုးတာကျွန်တော်ရှက်ဝှရှင်ကြီးဖြစ်နေပါဘလို့ကြီးရလည်းမသိဘူးပေါ့ဆိုတော့သွားလဲသွားကိုကျွန်တော်ကမေးတာမော်တော်ကားတွေများလာပြီလားလို့8စီးတော့ဘာလို့ဖို့လဲဆိုတော့စာရေးဆရာ10ယောက်တယောက်တစ်စီးစီးဖို့တဲ့ကျွန်တော်တို့ကပြောတာဟာမော်တော်ကားကြီးအကြီးတွေပဲတစ်စီးမှ4ယောက်စီး2စီးဆိုရပြီဘာလို့လုပ်တာလဲဆိုတော့တာချီလိတ်သားတွေဘလို့လောက်ထားတယ်ဆိုတာပြညင်တာလေတာချီလိတ်ဒီပတ်စံချမ်းသာတယ်တစ်မှတ်ပါတယ်နှစ်ကစာပေပညာရှင်များကိုဘလို့လေးစားကြောင်းပြနေတာလေအားရပါရစီးတယ်တစ်စီးကိုတယောက်တစ်စီးတယ်ရှင်လောင်းလှည့်တယ်လို့မော်တော်ကား8စီးနဲ့တာချီလိတ်ကိုပတ်ပြီးတဲ့ခါကျတော့တဲကိုကန်းပေါ့ဗျာဟိုတယ်အပြန်စားကြီးကိုရောက်တဲ့ခါကျတော့10တက်လောက်မြင့်မြင်ဒီမှာတဲရမှာလေဘလို့တဲမှာလေလူ8ယောက်2ယောက်တခန်းနဲ့ကျွန်တော်ကနှုတ်သက်ရှာသက်ပဲကျွန်တော်လည်းအန်တီဆိုဆိုင်နဲ့တူတူနေမယ်လို့ရမလားတဲ့မင်းသမီးကဒေါသကျွန်တော်တို့ခင်နေလို့စိတ်မဆိုးသူကအန်တီဂရစ်ရဆရာတော်လာမနောက်နေနေဆိုပြီးတော့နောက်တော့သူ့ကိုတယောက်ထည့်ထားပြီးကျွန်တော်တို့ကိုယ့်ကိုညောင်းအခန်းလေးတွေခွက်လိုက်ကြတာပေါ့နော်တခန်းတော့ပူနေတာပေါ့နေတော့ရှိသေးတယ်ကျွန်တော်တို့ဂရင်ပေါ်မှာထိုင်ပြီးတော့အိတ်လေးတွေချပြီးတော့ညက်နာတော့မသိရသေးဘူးကဲမနေ့ဝီလီဝီလင်းထွက်လာကြတာဟုတ်ဗျနော်လင်းညာတော့တနိုင်ဝဲစီရတာဟုတ်နည်းနည်းလေးတော့ဟိုရေလေးပဲချိုးနေတာပေါ့ထိုင်လို့ရှိသေးတယ်ဒါမျိုးစာအိတ်ကလေးတွေနဲ့ကျွန်တော်တို့လာပြီးတော့မှရော့ဥသာချိုတဲ့အိတ်တွေမောင်းသားချိုရော့ချီဦးညိုရော့မောင်စင်ပလီကိုရော့ဆူစင်ထိုင်နိုင်ကြရတယ်ဗျမလေးဟာနိုင်မြန်နာမိနစ်20ပဲကျွန်တော်လည်းပြောမှာနော်ရော့ဥဖုံဓာတုဝေးတာပေါ့ကျွန်တော်ကဘာမှနားမလည်ဘူးဘာလို့ဝေးတာလဲမုံပေးတာလေစာရေးဆရာများစာပေဟောပြောပွဲဟောသောအခါမှာစင်အောက်ကိုဆင်းတဲ့အခါကျွန်တော်တို့ဘာညာပစ္စည်းတွေနဲ့စီပုံကြီးပါလိမ့်နေပေးတယ်ပေါ့ဗျာပေးကြပါလေနေတွေကနော်ကချင်ပစိုးတွေကချင်သမင်းတွေဒါဆိုကျွန်တော်မြကြီးနားဟာပေါ့ဟိုတော့မြကြီးနားဟာပေါ့ဖုံးကြီးထဲလာတာဒါမျိုးတွေပေါ့ဗျာမင်းမျိုးသွားတယ်ဒါလျှောက်ပေးတာပေါ့လေမင်းပတ်ဘာညာပေးတော့ဒါထုံးစံတိုးတော်လေးပဲဘာမှမဟောခင်မှာဒါလာပေးတော့ပါလဲဟာပေါ့မုံမိုးတဲ့မမမိုးလေတာချီလိမ့်မှာနေတော့မှသုံးဖို့အသေးသုံးတယ်တတ်ပေးတာတဲ့လက်ဖက်ရည်တောက်ဖို့မွေးငါစားဖို့ကော်ဖီတောက်ဖို့အပေါ်ပါသွားဖို့ကွန်းရစားဖို့ဩလို့ဆိုကျွန်တော်ကအဲ့ဒါကိုဆွဲဖြဲပြီးတော့ထိတ်ကဖြဲပြီးတော့ပတ်စံကိုရောဆိုထုတ်ကြည့်လိုက်တော့ပိဿအလုံးသိတဲ့အတိုင်းပဲဗမာပတ်စံမဟုတ်ဘူးကိုကြီးပြောသွားတယ်လို့ပဲဗမာနိုင်ငံထဲမှာဟိုရလာလို့ထင်ခဲ့ပြီတဲ့သူလည်းသွားဘူးတဲ့တာချီလေးကနေသူကိုသွားတာဘယ်လဲမဲဆိုင်ကိုသူကကျွန်တော်လည်းရောက်ဘူးတဲ့ကျွန်တော်ကျွမ်းတဲ့နေဒီနေရာတွေကနော်တောင်တန်းနေဒေသမှာလေမော်တီးတွေစားတာကျွန်တော်ပြောပြနေတော့မှတာချီလေးမျိုးမှာဗမာပတ်စံမသုံးအောင်မှကျွန်တော်အဲ့မှာကျွန်တော်သိတာအစိုးရကအမိန့်ထုတ်တာမဟုတ်ဘူးလူတွေအားလုံးကဗမာပတ်စံမသုံးတော့ဘူးဘာကြောင့်လဲသုံးရတာခက်တယ်ဆရာဘာကြောင့်ခက်တာလဲဆိုတော့ထိုင်းနိုင်ငံနဲ့ကတ်နေတဲ့ခါကျတော့10ပေပဲကွာတယ်ကတ်တရလန်လေးသမီးတို့ရောက်ဖို့မြင်မယ်နော်ကတ်တရလန်လေးကြော်လိုက်တယ်ဟိုဘက်ကဒလားလေးကြော်လိုက်တယ်ဟိုဘက်ကထိုင်းနိုင်ငံပဲသူကဗမာအစိုးရနဲ့ဗမာအာဏာနဲ့မတည့်ရောက်တော့ဘူးလိုက်ဖမ်းလို့လည်းမရတော့ဘူးဆိုတော့ကျွန်တော်ဈေးသွားဝယ်ကြတာတကယ်တော့ဟာအဲ့တော့ဟုတ်ပြီဆိုတော့တိုးတော်လေးပဲကျွန်တော်ထင်ထားတာဗျာ10ဆိုင်ရှိရင်9ဆိုင်တော့သုံးဖို့ဗမာပတ်စံတဆိုင်မှမသုံးဘူးသူကဒါကြောင့်မလို့ဆရာတို့ကိုအဲ့ထိုင်းပတ်စံပေးတာတဲ့လိုက်စားကြည့်ဦးဆိုတော့ဟုတ်တယ်ဘယ်ဆိုင်မှဗမာပတ်စံပေးလို့မယူဘူးသူတို့အလုပ်ရှုပ်လို့လက်ဖက်ရည်ဆိုင်ဝင်နေမောင်းသားချိုးပေါ်စိတ်တစ်ခွက်တပည့်တွေပတ်စံရှင်းမယ်ဘယ်လောက်လဲ9ဘတ်ဟုတ်ပြီဒါကြောင့်ငါတို့ဒီပတ်စံပေးထားတာ9ဘတ်ရှင်းလိုက်တယ်တပတ်ကိုပတ်စံ30လောက်တန်တယ်ဘာငွေ9ဘတ်ဆိုတော့9 3 21ဘာမှငွေ230ပေါ့မဆိုးပါဘူးလက်ဖက်ရည်ဈေးနှုန်း230ရန်ကုန်မှာ250ပဲကြောင်ယူနေတာတန်းသားပဲပြန်တောက်တာပေါ့ဒီကျွန်တော်ဈေးနှုန်းကိုပြောချင်တာမဟုတ်ဘူးနော်လို့ဗမာပတ်စံမယူကြဘူးလို့9ဘတ်ဗဇက်ကဘတ်ပဲထွက်တယ်သူကတနေရာသွားတော့ဘွင်းကားစားမင်းကစမ်းစားကြည့်မယ်ရှမ်းပြည်ရှိမှာဘယ်လောက်ကောင်းတယ်လဲမင်းကငါပစုံကတော့ပေါ်တယ်ထိုင်းရလာလို့ပစုံတုတ်တိတ်ပေါ်တဲ့နိုင်ငံထိုင်းဘက်ကဝင်လာတွေကစိတ်ဆိုးနေတာပစ္စည်းတွေ quality ကောင်းနေတာအေးချက်ထားတာလည်းအစ်စ်ဖီတယ်အကုန်ထက်လို့ရတာအကုန်ထက်ဘဲဥထက်ပဲပြုတ်ထက်ပူးကျော်ထက်ငါဖက်ထက်တဝဲဘက်လောက်လဲဆိုတော့ဘတ်40တဲ့40နဲ့30နဲ့ညှောက်တော့1200အေးမင်းကတဝဲ1200ကျတော့နည်းနည်းလေးများတရားအောင်ထင်ရတယ်
သို့တော်လည်းပဲရန်ကုန်မြို့မှာကလည်းတပွဲကို800လောက်ဒေါ်ချိုပါညာဆိုရင်ပစ္စည်းစုံထည့်ရင်အဲ့လောက်ကြားတယ်ဆိုတော့မစိုးပါဘူးပေါ့ဆက်ရှောက်တာလော့ဈေးတာချီလိမ့်နဲ့ထိုင်းနဲ့ကူးတဲ့နေရာမှာတာလော့ဈေးပေါ်လို့အရင်ကောင်းတာပဲဂျာနယ်တွေရောင်းနေတယ်မလီ7 day weekly 11s the boys messenger ပြည်သူခေဘာညာတာကအစုံသမီးဂျာနယ်ဘယ်လိုရောင်းသလဲကြိုက်တာယူဘတ်40 1200ရန်ကုန်မှာကျွန်တော်မနေ့ကယူတာ600ဆိုတော့ဒါကတော့လေနဲ့လာရတယ်ရှမ်းပြည်အရှိဝေးတဲ့သမီးရဲ့မှတ်မတာတော့နှစ်ဆပေါ့မစိုးဝယ်ပေါ့သူတို့ပေးတဲ့ပတ်စံလေးတွေနဲ့တနေရာရောက်ပြန်တော့တခါအပေါ့ဘာသွားကျင်လာတယ်မျိုးသေးစကားလက်ဖိတ်တောက်ထားတော့ဈေးအိမ်လာတတိအပေါ့သွားလို့ရလားရတယ်ဘယ်လောက်လဲနှစ်ဘတ်တန်နေပြတစ်ဘတ်ကို30နှစ်ဘတ်ကို60တရားတော့မပြည့်ဘူးနော်ရန်ကုန်မှာအိမ်သားတွေဝင်150 200ယူနေကြပြီဆိုတော့ဒါလည်းမဆိုးပါဘူးပတ်စံတွေကျွန်တော်တို့ပေးထားတာအိတ်ထဲမှာဘယ်လောက်များလဲဆိုတော့ကျွန်တော်ဗမာလိုတွက်ကြည့်တယ်သိလားဒါခင်ဗျားတို့လည်းမြောက်ကြည့်သိပါတယ်တစ်ဘတ်ကို30ပဲမြောက်ကြည့်လိုက်တာပေါ့တသိန်းခွဲ2သိန်းတော့ရှိတယ်ဒါအသေးဆုံးအဲ့ဒါကစိတ်ဆက်ကိုပြန်ရင်တက်ကြော့မယ်ဒါဆရာတို့ဒီမှာနေတော့မှအဲ့ဒါမို့တောက်ဝဲမြောက်ဝဲဖို့ပေးတာလေကဲကျွန်တော်တို့ရှောက်ဝဲလဲကြတာဟိုကပတ်တွေဝဲတဲ့ကောင်ကဝဲအနှွေးကြီးဝဲတဲ့ကောင်ကဝဲဖက်နှက်ဝဲတဲ့လူကဝဲဘောင်းမီရှည်ဝဲတဲ့လူကဝဲမိမအပြည့်ပတ်စံအိတ်ဝဲတာပစ္စည်းကလည်းပေါ်လိုက်တာထိုက်ပစ္စည်းပတ်စံအိတ်တွေရောထမင်းကြိုက်တွေရောရေဒီယိုတွေရောတပြောင်ဝအစဗျာပေါ်တာတက်ခဲတွေအနာရီလေးတွေဘာညာပေါ့ဝဲကြတာဗျပတ်စံလည်းကိုကပေါ်တော့ပေးထားတာသူကကျွန်တော်ထပ်ပေးဦးမှာပြောတာဟုတ်ဗျအဲ့ဒါနဲ့ဝယ်ရင်တန်းလန်းနဲ့ပတ်စံကုံသွားတော့နေဦးမြကျွန်တော်မှပါသေးတယ်ကျွန်တော်ပြအောင်မယ်ပါတယ်ပတ်စံတွေကုံသွားတော့ထိုင်းပတ်စံလည်းကုံသွားအောင်ကျွန်တော်ဘာလို့လဲဆိုတော့ပတ်စံလဲတဲ့ဆိုင်လေးရှိတယ်ရှိတော့ကျွန်တော်ပတ်စံတွေထုတ်တာပေါ့ထုတ်ပြီးတော့လမ်းဘေးမှာတာမျိုးစပွဲလေးတွေနဲ့အေးလမ်းကြီးမှာအာုံနောက်သွားတယ်ဗျာလမ်းကြီးတော့အာယုံနောက်သွားတဲ့စကားပြောရင်တန်းလန်းနဲ့တိုက်ဦးမျိုးအားလုံးကောင်းတယ်ပိတ်သက်လည်းကောင်းတယ်ခုဒီတော့အများကြီးစောင့်ကျွန်တော်စောင့်နေတယ်စတိတ်ကလည်းအရင်ကောင်းတယ်နော်အန်ကယ်ကြီးတို့တိတ်ပြီးတော့လူပညာမျက်စိပါတာပဲနော်အယောင်နေရကျွန်တော်တောမဆန်ပြောချင်တာကတော့အနီတွေရောအစိမ့်တွေရောအဝါတွေရောအပြာတွေရောပြုံးမင်္ဂလာဆောင်လို့ဘာလို့မရှိဘူးနော်ကောင်းလိုက်တာဂတိပါသားနောက်ခံမှာနာမည်အဖြူလေးနဲ့အဝါလေးနဲ့ဖောက်ထားတာရှင်းနေအောင်တွေ့လားဘာရှုပ်ဘာမှမပါဘူးအမှုပညာဆိုင်လိုက်တာကျွန်တော်တို့မီးတွေထိုးထားတော့လည်းပဲကျွန်တော်ဒီဘက်ကကျွန်တော်မမြင်ရဘူးမဲနေတာအဲ့ဒါအလဲကိုမြင်နေရတယ်ကျွန်တော်ကဒါလည်းကောင်းတယ်ကိုလှမ်းကြည့်မှအယုံနောက်သွားတာအပြစ်ကအခမ်းအနားမှုကျွန်တော်တို့သွားသမျှအခမ်းအနားမှုတွေအားလုံးဟာသပင်ဖားလိုက်ကြီးတွေနှခမ်းကြီးတွေရဲလို့လုံးကြီးပေါက်လာအာယုံနောက်တော့လေစီကြီးနဲ့ဟာဒိုင်ဦးအဲ့တော့နည်းနည်းလိုတယ်ဗျအကိုကြီးကိုမှလှမ်းကြည့်တယ်နည်းနည်းအဲ့တော့ပြင်ဦးမြမဟုတ်လှမ်းကြည့်တာအခမ်းအနားမှုနော်အခုမှသွားကြည့်ပြီလားကျွန်တော်ကလှလှပလေးတွေရှာစမ်းမှာလှုပ်စမ်းမှာဘယ်နဲ့ဗျာဆရာချီဦးညိုဆိုစိတ်ဆိုးတယ်လားနော်ထားတော့နိုင်ကြည့်ရသေးတယ်15မိနစ်ပြည့်သွားပြီနောက်ထပ်15မိနစ်နဲ့ပြီးအောင်ကျွန်တော်ဘယ်လိုပြောရမလဲမသိဘူးကျွန်တော်စူးစမ်းကြည့်ပြောကြည့်တာပေါ့ဗျာနော်ဆက်ပြောစူးစမ်းပြောကြည့်ပြီဒါမျိုးစပွဲလေးတွေနဲ့ရှမ်းမလေးတွေတာချီလိတ်လမ်းဘေးမှာကျွန်တော်တို့နိုင်ငံမှာအောက်ပြည်အောက်ရွာမှာကွင်းရရောင်းတဲ့ကဲ့သို့ငွေလဲသည်ဆိုင်းဘုတ်ကလေးတွေနဲ့စပွဲပေါ်မှာပတ်စံလေးတွေပုံထားတယ်ဆိုင်းဘုတ်လေးထောက်ထားတယ်ငွေလဲသည်ကြိုက်တယ်နဲ့လဲလို့ရတယ်တတ်ရညီညာလေးတွေပေါ့ကျွန်တော်ကအရင်ဝင်သွားတာကိုမှထိုင်းပတ်စံတွေဈေးဝင်နေကုန်သွားပါလေရောအဲ့တော့ဗမာပတ်စံ300ခက်တာကိုကျွန်တော်ကသမီးပတ်စံလဲချင်လို့ရလားဘယ်လောက်ပို့လဲ3000ပို့ရောโอเคကြီးတယ်ကိုပတ်စံပြီးတော့ calculator လေးနဲ့တွက်တယ်သူကထိုင်းပတ်စံဘယ်လောက်ကျတယ်လဲပေါ့ခဏစောင့်အောင်ဆိုညှောက်တာပေါ့တပတ်ကို30ပေါ့ဘယ်လောက်ကျရောပြီးတော့မှစပွဲပေါ်တင်ထားတဲ့ထိုင်းပတ်စံလေးတွေယူပြီးတော့မှတတ်ရကြီးတယ်ဘယ်နှပတ်ဘတ်20ဘတ်30ဘတ်100ရောကျွန်တော်ပေးတဲ့ပတ်စံကိုတရေခွင်းနဲ့စီးပြီးတော့အောက်ပြချချီဦးညိုရပို့ခဲ့တယ်ပြောသမီး9000မို့လေလဲမယ်ခဏဆောင်သူလည်းမသိဘူးသူပေးတဲ့ပတ်စံမောင်စိမရီကိုလောဘကိုကြည့်တယ်6000မို့လဲမယ်ပစ္စည်းသူအိမ်တော်သူဝယ်မှာ6000မို့တယ်ထိုင်းပတ်စံပေးတယ်သူပတ်စံကျွန်တော်အဲ့ဒီကြမ်းမှာဂရိထားမိတာသူ့စပွဲပေါ်မှာတင်ထားတဲ့ပတ်စံလေးတွေအားလုံးကထိုင်းပတ်စံလေးတွေ1000တန်း1000ဘတ်ပေါ်သမီးရေ900တန်း900ဘတ်200တန်း200ဘတ်100တန်း100ဘတ်20တန်း50တန်း10တန်းအကျွေရစသူ့အပုံနဲ့သူညီလို့တတ်ရရဲ့ကလေးသူတို့ထိုင်နေအလှပါလေးထိုင်နေတာကျွန်တော်တို့ပတ်စံတွေအားလုံးကိုအောက်ကိုပြစ်ပစ်ချတာကျွန်တော်ကမေးရတာသမီးငါတို့ပတ်စံဘာဖြစ်လို့အောက်ပြစ်ချတာလဲကျွန်တော်ပါအကြံတော့ပြအောင်မယ်ဘာပြတယ်မှတ်လဲ
အေးပါတယ်ဗျာဒီမှာ1000နဲ့ဒီမှာကြည့်တယ်ထိုင်းပတ်စံ1000ဘတ်ဗမာလို3000လောက်တန်တယ်ဟာဒီမှာပုံလေးပါတယ်ထိုင်းဘရင်အခုမသေးသေးဘူးဘူမီဘောသူ့သမီးဗမာနိုင်ငံဟိုတလောကလာလေတယ်တီရီဒုံသူ့မိမတီရီခစ်တမီးတို့ထိုင်းနိုင်ငံအကြောင်းသိပါတယ်နော်အခုရှိနေတယ်လေတမီးတို့ဘရင်လေဟိုတလောကနေမကောင်းလို့လေဘူမီဘောပုံလေးချောချောလေးမျက်မှန်လေးနဲ့ကိုယ်တပိုင်းပြက်ကလေးနောက်မှသူ့ကိုယ်လုံးပုံတကောလုံးမပါတယ်ကျွန်တော်သူတို့ပြောတော့ကျွန်တော်လည်းရေးမိသွားတယ်ဒီမှာကြည့်တယ်900တန်နဲ့900တန်လေးအယောင်လေးကကာလာလေးကကိုတော်မှသေးတယ်ခရမ်းရောင်လေးဒီမှာ900ဗမာငွေ1000ကျော်လောက်တန်တယ်ကျွန်တော်ဒီနှစ်ထပ်သွားရင်3ခုဘူမီဘောပုံလေးနဲ့တွေ့လားမြင်သားတယ်ဒီမှာတွေ့လားတကုံလုံးပုံလားနောက်ကျွန်တော်တော်များကြံသေးတယ်လက်ကြံနေတတိယသွားလို့ဒီမှာ100တန်တွေ့လားသူကကြောဟိုရောင်လေးပေါ်ပါလဲဆိုရင်သူကပန်းရောင်လေးပေါ်သူကဘူမီဘောပုံလေးနဲ့ရှင်းမှာနောက်မှလည်းဘရိတ်ပုံမတွေ့လားအများကြီးပါတယ်ကျွန်တော်မှ20တန်းအစာပါတယ်အချိန်ကြာမှာကြောက်လို့နောက်ထပ်15မိနစ်ကြာတော့လို့မနေ့လူပြောနေရတယ်ဒီမှာကြည့်20တန်းကအစာတွေ့လားတိုင်းပြည်မတ်တက်ရက်တဲ့ပုံလေးနဲ့ဓားလေးနဲ့တွေ့လားသူစစ်သားဘွားပုံလေးနဲ့တော်တော်ပြရလာတာလေကျွန်တော်မေးတယ်ဒုပတ်ဆောင်လို့အုပ်ဒုပတ်ဆောင်လို့အုပ်ချတာလေတော်တော်ပြရလာတာလေရန်ကုန်ကလာတာဗာဒီလေစိုင်းဆရာမသိရင်မှတ်ထားတယ်ထိုင်းပတ်ဆောင်မှာရိုက်ထားတာကထိုင်းပြည်သူလူထုတအားချစ်တဲ့သူတို့တန်ဖိုးထားတဲ့ပုံရိုက်ထားတာတော်တော်ပတ်ဆောင်တိရစ္ဆာန်တွေစင်ရောချင်းလေးတော့ခွေးတော်နွားတွေရောဗာဒီလေပြစ်ချတာမြောက်မပေးနဲ့ကိုကိုကြီးပြောသလိုတစ်ထောင်မပေးနဲ့လက်ခုပ်တည်းလူကိုဖမ်းတာဒီကစ်ကပြောတယ်လူမဖမ်းတော့ဘူးပြောတယ်ကိုကိုကြီးတို့မဖမ်းတော့ဘူးအောက်ကလက်ခုပ်တည်းလူကိုဖမ်းတာညီတို့ရဲစရာမောစရာတဲ့ဥအောင်တင်ပြောမှုတယ်ဗမာစကားတွေတိတ်တိတ်ပဲရှိတာပဲရဲစရာမောစရာအန်တီတို့ရဲစရာတွေပြီးရင်နောက်ကဘာတွေလိုက်လာလဲမောစရာလိုက်လာတယ်ဆရာကြီးဥအောင်တင်အသက်89နှစ်သူပြောတာမှန်လိုက်တာအခုရည်ကြတယ်လေကျွန်တော်တို့တွေ့သွားတယ်တာရှိလေးမှာကျွန်တော်တကယ်တွေ့သွားတာပါဩဟုတ်တာပဲငါတို့ပတ်စံအားလုံးစဝဲအောက်ကိုတေခွင်းနဲ့စီပြီးတဲတဲ့ပြချနေတယ်အပေါ်မှာဗမာမတွေရှမ်းမတွေကစထိုင်းပတ်စံလေးတွေကိုအပုံလိုက်လေးညီးလို့မှတ်တာသူတို့ပတ်စံကသူတို့ပြည်သူပြည်သားတွေတန်ဖိုးထားတဲ့ပုံကိုရိုက်ထားတာနားလည်လားတော်တို့ပတ်စံဆိုပြီးတော့ပက်ဆက်တိရစ္ဆာန်တွေလို့ပြောတော့ကျွန်တော်ငိုင်းကြည့်နေတာဟာအဲ့ဒီမှာနေမောင်းသားဆိုနည်းနည်းနားလည်သွားတာတန်ဖိုးဆိုတာကို VALUE value လူမျိုးတစ်မျိုးဟာတန်ဖိုးထားတဲ့အရာတွေကိုဘယ်တော့မှမမြင်ပြရဘူးတန်ဖိုးထားတဲ့အရာတွေအားလုံးကအလကားပါကွာလို့လူတို့ထင်သွားအောင်လုပ်တာတိတ်ကြီးတယ်တခင်ကိုတော်ဘိုင်းကလကားပါကွာကမကောင်းမလားအောက်ဆန်းသွားစမ်းမှာတောက်ပေါ်လုပ်နေသားမနဲ့ကျွန်တော်ရိုင်းနိုင်ခွန်းတော့တုံးတရားသွားစမ်းမှာမိကုန်နဲ့လကားကောင်းပါကွာဟာတခင်တတ်ဆုံးငါပေါ်ဖို့ကွာတခင်ဆိုအလကားကောင်းတိတ်ပြင်းပြင်းသွားစမ်းမှာဥနုလကားမယူကြီးကျွန်တော်တို့ဟာကိုယ်နိုင်ငံအတွက်တန်ဖိုးထားတဲ့အရာတွေအားလုံးကိုအောက်လွတ်ပဲစားရွတ်တူကြောင်တောင်ပေါ်တော်ဖြစ်သွားပြီးတော့မှဖျောက်ဖြစ်ပြီးတာတိတ်ကြီးတယ်အခုတော့လွှတ်တော်ထဲမှာပြန်လဲဆွေးနွေးနေတယ်နိုင်ငံအတွက်တန်ဖိုးထားတဲ့ပုံကိုများကိုဓာတ်ပုံတွေပြန်ချိတ်ဖို့ပတ်စံပြန်ရိုက်ဖို့တစ်မတင်အခုမှဆွေးနွေးတာကျွန်တော်တို့ကမဲနော်ကဘာကြီးကပြောင်းနေပြီအခုမှလွှတ်တော်ထဲမှာအဲ့ဒါဆွေးနွေးရဆိုတော့ကျွန်တော်သတင်းစာဖိုင်တက်လာနေအေးကွာအခုမှတို့ကဒါညှိတော့လို့ဟင်တိုင်းပြည်အတွက်သက်သေးခဲ့တဲ့အာဇာနည်ခေါင်းဆောင်နတ်မောက်သားအသက်33နှစ်မပြည့်ခင်မှာသွေးအိမ်ထဲမှာတနတ်တန်ရာ73ချက်နဲ့လဲနေတဲ့ပုဂ္ဂိုလ်ကိုအခုမှဒီပေါ်မှာလှုပ်တင်မလှုပ်တင်အမဲအစီမထိုင်နေလို့သူကကျွန်တော်မေးချင်လိုက်တာဗဇက်ကရားနေတာဘိုးကျောင်းဆန်မင်းငယ်ထားလို့လားလို့ကဲတော်မုန်းနေအောင်အေးလေတော်မုန်းနေအောင်ကဲအမတို့တကယ်ပြောနေတာရင်းမနာလို့ကျွန်တော်ဘာအပြစ်ရှိလို့လဲကဲဟုတ်လေအပြစ်ကိုပြောကဲတမီးတို့မောင်သားချိုးတို့ကိုကြီးတို့ဘာလို့ပြောတာကိုတမီးတို့အကုန်လုံးမယုံနဲ့နော်ကျွန်တော်သိကြတယ်ဟုတ်တယ်ကျွန်တော်ပြောတော့ပြန်ပြောကဲကျွန်တော်ပြောပြအပြစ်တစ်ခုတော့ဗျာကျွန်တော်မေးတော့ဖြေပြီးအမတို့ကကဲသူမယင်ငယ်ထားလားမင်းသမီးတွေနဲ့စပွန်ဆာတွေနဲ့တွားပြီးတော့ဘဘကြီးနဲ့မီးနဲ့တွားအိတ်နေလားကဲအေးလားရေတံမှုလို့ရောင်းလားဘိုးကျောင်းဆန်းရေတံမှုဆက်ဝင်ပြောပြီးရောင်းမလားလေသမားတွေကိုဓာတ်မျိုးသားတင်းရောင်းလားဘိုးကျောင်းဆန်းဓာတ်မျိုးသားတွေတုံးလာပြီးတော့ယူမင်းတို့မျိုးနယ်မှုတွေယူရောင်းလုပ်လားကဲဘိုးကျောင်းဆန်းဝေးတဲ့ကားလိုင်းတွေဖောက်ပြီးတော့မှရန်ကုန်နဲ့မန္တလေးနဲ့လိုင်းတွေဆွဲပြီးပြေးနေလားကျွန်တော်မေးတာတကယ်ပြောတာဘာမှအပြစ်မရှိတဲ့လူတွေရောဘဝကိုအဆုံးစွန်ဆုံးဆွတ်လွတ်နေတာခံတော့လို့ပြောနောက်ဆုံးအသက်ထွက်တာတော့မှရေတောင်းသွားတာ
ဦးစောတို့တက်လာပြီးတော့အဲ့ရှင်သောကောင်ချဝါဆိုရပြစ်တော့တနတ်တန်73ကျပွတ်ထွက်သွားတာဒီတော်ပြေကန်းနေနဲ့တနတ်ပြောင်းရှည်နေနဲ့အတိုးမဟုတ်ဘူးနော်ပစ္စတိုနဲ့ပြစ်တာမဟုတ်ဘူးပြောင်းရှည်နဲ့ပြစ်တော့ဒီရုပ်ရှင်များဆို73ကျကြီးမျက်စိနဲ့မြင်ကြည့်အကုန်ပွတ်ထွက်ကုန်တာလဲကျသွားတော့ချက်ချင်းမသိဘူးမိကုံးငွေတွေတိတ်သွားတော့မှသူ့တပည့်ဘယ်လိုလဲဘိုထွန်းလှအပားတော်မြဲဘိုထွန်းလှစာရေးစရာတက်ကတော်နေဝင်သူ့ရဲ့ PSO ဟုတ်တယ်မလားသူ့ရဲ့အပားတော်မြဲသူ့တပည့်ကပြောလိုက်ရင်တော့ပြေးလာပြီးတော့လူတသမားတွေဟိုးဆိုလှေကားဆင်းသွားမှပြေးရတာစောပြီးဆင်းတက်ပြမှာလေသူကဟိုပြေးတနက်လမ်းကိုပြေးပြီးတော့ပြေးဆင်းသွားတာလေဒီကုန်းလုံးရန်ကုန်တွေနဲ့အကုန်တိတ်ကြောက်တော့မှပြေးပြီးတော့ပွေတော့အသက်ပြင်းပြင်းလေးရှူနေသေးတယ်နောက်ဆုံးပြောတဲ့စကားကပါလေထွန်းလှတက်ငင်းနေပြီထွက်တော့မှာလေပင်6တဲ့ထင်းနဲ့သွေးတွေထွက်တဲ့ခါကျတော့ရေတက်ခမ်းပြီးတော့မှရေစာပုံရတယ်ကိုရီးယားသွေးထွက်တော့ရေတက်ခမ်းသွားတာဟုတ်ထွန်းလှငါ့ကိုရေတိုက်ဆမ်းမှာဆက်ကျိုးသွားတာပဲကျွန်တော်ပြောတာမဟုတ်ဘူးဘိုထွန်းလှရေးတဲ့စာကိုဖတ်ကြည့်လိုက်ကိုလို့သူ့စာမှာပါတာမောင်သားချိုပြောတာလီဆယ်ပြောတာမဟုတ်ဘူးထွန်းလှငါ့ကိုရေတိုက်ဆမ်းမှာဆက်ကျိုးသွားတယ်အမျိုးသားကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းစနေသားမောင်ထိန်လင်းနတ်မောက်သားပေကန်နီးတဲ့အထိတောင်းဆိုသွားတာရေတက်ခွက်ဟိုဟာကြီးဆိုရင်ဝီစကီငါဘယ်တော့တောင်းမလားမသိဘူးငါဝီစကီလည်းငါဘယ်တော့လို့စမ်းမအောင်ပါသေးတော့ထွက်ခံပြီးလုံများလို့မဟုတ်ပါဘူးထင်တာပြောတာပါဆိုတော့ဒိုက်ဦးမြို့သူမြို့သားများကိုကျွန်တော်ပြောချင်တာအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူမျိုးဟာတန်ဖိုးရှိတဲ့အရာတွေကိုကျွန်တော်တို့ကမြင့်လျော့တတ်တဲ့လူမျိုးမောင်သားချိုမရိုင်းဆိုင်ဘူးဒီမှာတစိမ့်ချိတ်လိုက်တယ်ဒါဘာတန်ဖိုးလဲဒိုက်ဦးမြို့သူမြို့သားများကသူတို့မြို့မှာလှုပ်တော့ပွဲကိုအမျက်တလွတ်တစိမ့်လှုပ်ထားတာမောင်သားချိုလူကောက်တက်ပလိုက်တယ်တွေ့လားတန်ဖိုးကိုသူ့နေရာသူပေးရတယ်ထိုင်းကဲ့သို့ပေါ့ဒါမျိုးတော့မလုပ်ရဘူးဘာကြီးမှမသိဘူးသိစံနေမလုပ်ရဘူးမောင်သားချိုတန်ဖိုးတည်တော့ကြောင့်ယနေ့ညစာပေချစ်သူများရဲ့ရှေ့မှောက်မှာခင်ဗျားတို့မြို့ကအမျက်တလွတ်လှုပ်ထားတဲ့ဒစိမ့်ကလေးတန်ဖိုးအဖြစ်ငွေကြီးအဖြစ်တန်ဖိုးမရှိတော့လဲပဲလူတွေရင်ထဲကတန်ဖိုးထားသောအရာလေးဖြစ်တဲ့ကြောင့်ကျွန်တော်ဒါလေးကိုတက်ပြီးတော့တက်လာပါတယ်ခေါင်းစဉ်ပြောသွားတယ်မြန်အဆုံးဘယ်လောက်ကြံသေးတယ်ဟာ7မိနစ်ပေါ့ရပါတယ်7မိနစ်လောက်အေးပါကျွန်တော်7နာရီကိုကျွန်တော်တို့ပွဲသိမ်းမလို့ထားပြီးသားပြန်မယ်ဆိုပြီးတော့လေခုတော့နည်းလေးနှောင်းသွားတဲ့အတွက်ကျွန်တော်7နာရီ15လောက်မှဆင်းမရသေးဗျာတကယ်လို့များစကားလေးလက်ဆက်မတတ်ရင်နောက်ထပ်15မိနစ်တိုးပြီးတော့7နာရီခွဲလို့ပြောရလားအမလာထောင်ပေးနေတယ်သူကတကယ်လို့များကျွန်တော်ပေးသက်ကတိတ်ပြီးချစ်တဲ့ပုံစံပေါ်ရင်နောက်ထပ်တနာရီတိုးရောရလားမနဲ့အခွင့်ရေးပြီးတော့နတ်ရောထလာတယ်အစိုးရကြလာတယ်အစိုးရကြတယ်ဟုတ်လားမျက်နှာပြီးထက်ခဲလာတာလားကျွန်တော်ခေါင်းစဉ်ပေးထားပါလေယနေ့ညဟောမယ့်ခေါင်းစဉ်ဆင်းရဲခြင်းလွတ်ကင်းအောင်ပမာနိုင်ငံဆင်းရဲလုံးလုံးဆင်းရဲခြင်းလွတ်ကင်းအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ကိုကြီးတို့ပြောတဲ့စကားမတ်တီတာစမ်းချောင်းတို့ပြောတဲ့စကားလေးကိုညီကိုတွေပြောတဲ့စကားလေးကိုမောင်သားချိုးကနောက်ကအမိလေးဇာနာလေးလိုက်တက်တာနော်ကျွန်တော်တိတ်ဆင်းရဲကျွန်တော်နိုင်ငံဘက်ပေါင်းစုံကသူပြောတယ်ပါသွားပြီကျွန်တော်ပြောစရာမလိုတော့ဘူး mindset တွေတင်ရမှာစိတ်သက်ပိုင်းဆိုင်ရာတွေတိတ်ဆင်းရဲသွားတယ်တဲ့သူပြောတဲ့စကားကိုကျွန်တော်ဆက်ပြောမှာစိတ်နေစိတ်ထားတွေစပြင်ရမှာပြောင်းဖို့ဆိုတာစိတ်နေစိတ်ထားတွေကျွန်တော်တို့မချမ်းသာဘူးမဖွင့်ပြဘူးကျွန်တော်တို့ကဒါလေးကျွန်တော်ဆက်ပြောချင်လို့ကျွန်တော်ခေါင်းထဲပေါ်လာပြီးအဲ့ခေါင်းစဉ်ပေးလိုက်တာတခြားမျိုးတွေပါကျွန်တော်ပြောပါလေဆင်းရဲခြင်းလွတ်ကင်းအောင်ထိုးစက်နဲ့ခေါင်းစဉ်ဖုတ်ပါဘူးတချင်းတစ်ပုတ်ကအဆောက်အဦတက်ထားတာကျွန်တော်တို့အရက်ဆိုင်တွေမှာကြားနေရတဲ့ရှင်ငကနီတချင်းဟမ်ကြားတော့ငကနီကြားဦးတယ်မလားငကနီကြားဦးတယ်မလားအော်တို့ကာရာအိုကေဆိုင်တိုင်းဆိုကြတယ်လေအရက်လေးမူးနိုင်ချပြီးနိုင်ငံရေးတချင်းကိုကျွန်တော်တို့ကမူးမဆိုတာပမာဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်မကြဘူးလားငကနီလေယတနာခွန်းသွဲတကယ်ပင်စုံကြီးတို့မျိုးသားတိုင်းကြီးမွဲတဲ့လူတန်းနိုင်ကြီးကျောင်းဆောက်ခါဖျားပါတီဘိုးအောင်နဲ့ရှင်းစာကောနာတို့မှားတဲ့ဂိတ်ဆိုင်ကြီးငကနီပထမပိုက်တာအကိုတို့ပြန်လဲနဘူးပေါ်လက်တွေစဉ်းစားကြည့်အောင်နိုင်ငံရေးတချင်းဗမာနိုင်ငံဆင်းရဲတွင်ကလွတ်ကင်းဖို့လမ်းပြပါရစေတို့ဘလို့ပြမလဲအဲ့တချင်းကျွန်တော်တို့မသိပဲနဲ့နည်းနည်းလေးမှန်လိုက်ဝေးပြီထွေနဲ့ဟမ်သမီးအကွေးမလာတာကြာပေါ့လက်တွေမအားလို့သမီးတချင်းဆိုချင်လို့လာတာတောက်ဖို့လည်းယုံမလားဘီယာချကွာဗမာဘီယာရှိလားရှင်းနှလုံးတော့ချလိုက်အာလူကြော်လေးနဲ့တချင်းဆိုမှလားအကွေးဆိုမဲ့ဗမာတွေဘာဆိုမှလဲဟိုတက်လိုက်ငကနီရှာလေးအာလေးနဲ့ဆင်းရဲရင်လွတ်ကင်းအောင်လမ်းပြဆောင်မမီလမ်းပြမယ်ကောင်ဆိုင်နေတာ
ရတနာခုနှစ်သွဲကဲပင်ဆုံးကြီးသို့မျိုးတတ်တယ်ပြီဟာတော်တော်ရှာလေးနေတယ်ကာရာအိုကေဆိုင်တွေထဲမှာကျွန်တော်တချင်းနဲ့လူနဲ့မလိုက်တာကိုကျွန်တော်စိတ်ညစ်ဆုံးပဲတက်ရောက်များဆိုရင်ဒီကတော့ပါရဲ့ဖုံဖုံတို့ဗျာဖုံဖုံတို့မမြင်အောင်ဗျာမီးထိုးထားလို့မြင်ရသေးတယ်ဗျာဖုံဖုံတို့မြင်ရတယ်မနေ့ကာကြည့်နေရတယ်တချို့များဆိုဗျာအသက်က65လောက်နှစ်သိန်းမှာသမင်းတွေဖြူနေပြီပချောင်းတစ်ချောင်းကြနေပြီအန်သွားတွေကျိုးနေလို့တယောက်တည်းရင်းနေဝင်ရတယ်ဝင်ချလာတာ65ဆိုတာကြီးပြီကျွန်တော်တို့အဘတွေဆိုရင်ဖျားသွားကြောင်းတက်ဖြစ်ပြီအန်ကယ်မလာလာကြပြီပြောတယ်အလုပ်တွေရှုပ်နေလို့တမီးရဲ့တယောက်တည်းလားတယောက်တည်းပဲအေးစီးလေးပဲရှယ်ကန်းထည့်စမ်းတယ်စက်တီပေါ်တက်ထိုင်နေတာအီးရှေ့မှာတီးပြီရမှုနဲ့မယ်တောက်เสียပါယူလဲတဲ့တော်ပါပြီတဲ့ဘီယာတလုံးတော့ချတာပဲအေးစီးတယ်ငါနည်းနည်းဟိုအပြန်ချလာလို့ရှာလေးအားလေးနဲ့အန်ကယ်ကောင်မလေးခေါ်မှလာတယ်အာအချိန်ရလည်းပြင်မရဘူးဟာခဏလေးလာနားလာတယ်ကောင်မလေးတွေကကြတော့ဟိုနေ့တော့ပေါ်တယ်3ယောက်လောက်တယ်အမအချိန်မရတော့3ယောက်တယ်ဝင်ချလာတော့မယုံတဲ့စကားပြောပြရစီဝင်ချလာတော့အကုန်လုံးပေါင်နှံဖွေးလေးတွေနဲ့သမီးတို့တယောက်ကစကတ်ကွင်းနဲ့သူက shopping တူတူလေးပေါင်အရင်ထိရောက်တယ်ဘောမီလေးအတူလေးပေါင်ရက်တစ်လို့3ယောက်ဝင်ချလာပြီးတော့ဘေးနာညှက်ထိုက်ပြီးတော့အဲ့ဒီလူကြီးရဲ့ပေါင်ရင်းထက်ထားတာအသားချင်းပုတိပတ်သက်မယုံတဲ့စကားအတော်လို့နားနဲ့မနာဖွားနဲ့နာအဲ့ဒီလူကြီးထိုင်နေတဲ့ကြောကုန်းနဲ့သူတို့ရင်နောက်ကြောသူတို့ရင်သားပဲနဲ့သူတို့လက်ကတ်ထားတာပုတိပတ်သက်လုံးမှာပတ်ဆိုင်ရမှာထိုင်တာပြီးမှအန်ကယ်တချင်းဆိုမှလားဆိုတော့တယောက်က remote နဲ့ဘာထည့်ရမလဲတဲ့ဟိုအထက်လိုက်ပါလေစကိုင်းတောင်လေဘီယာပလင်းနဲ့မိမ3ယောက်နဲ့စကိုင်းတောင်နဲ့တော့တိတ်တော့မလိုက်ဘူးထင်တယ်ကျွန်တော်ကတော့ဖယားတချင်းစကိုင်းတောင်ကဖယားတွေကစားတာစိုးပုံညာရှင်စီတွေကစားတာပဲကျွန်တော်ဟိုတော့ပြန်လာတာအမေအတန်တော့ကောင်းတာဗျမိမ3ယောက်နဲ့ဘီယာပလင်းကင်ထားတာပုံညာရှင်အရက်ပလင်းနဲ့စားစိုးပုံညာရှင်စားနေပြီမိမ3ယောက်ပေါင်နေဖွေးလို့ဟင်ပုံညာရှင်စေရီအပါစကိုင်းတောင်အထက်နားစီကအရှိတလောကကြည့်လိုက်ပြန်ရင်လေအေယာဝရီဒုဋ္ဌာဝရီဝဲလေယာတွန့်နဲ့ဩအလွန်ကိုသားရပါပြီကျွန်တော်ကြည့်နေသိတာဖရားတွေနဲ့ပေါင်ဖိုးပိတ်နဲ့တွေ့နေပြီကွာသိတာတကယ်လူကြီးပဲကွာလို့တတိယပိုက်ကိုဆိုတော့မှကျွန်တော်ရည်ရင်တာသိလားစကိုင်းတောင်ကိုအရောက်သွားတရားရှာဖွေမလေးဟာကိုကြီးကျွန်တော်ရှာကြည့်လို့တရားလေးကိုလူကြီးဟင်ပေါင်3လုံးနဲ့ဗျာဖွေးကြီးတွေပေါင်6ပေါင်ပေါ့ဟင်မြန်မာပြည်ယာနဲ့စကိုင်းတောင်ကိုရောက်သွားတရားရှာဖွေဗုဒ္ဓဘာသာမြန်မာတွေအတာကျိုးတဲ့နှစ်ကူးဂိမ်မယ်တွေဂန်မော်ဝိဖုံဟာကျွန်တော်ကြည့်နေတယ်တော်ပေါက်ကရ80လောက်တဲ့လူတွေပဲတို့လူမျိုးတွေဟင်ဘီယာပလင်းနဲ့မိမ3ယောက်နဲ့စကိုင်းတောင်နဲ့အခုဒီတိုင်းပဲမမနိုင်ငံကိုပြောင်းလဲပစ်ဖို့လုပ်တဲ့တိုက်ပြုတ်ပြေပြုတ်တဲ့ချင်းငကနီကိုကျွန်တော်တို့ကကောင်းရင်မဆိုဘူးလူ10ယောက်မှာကျွန်တော်တို့အသက်အရွယ်တွေ9ယောက်ကမွေးချတာပဲငကနီထက်ဆင်းရဲရင်လုတ်ကဲအောင်လမ်းချနေတာပဲအဲ့တချင်းလေးရဲ့အစလေးကိုကျွန်တော်ကြိုက်တာနဲ့ယနေ့ညပြောမယ်ခေါင်းစဉ်လေးကိုခန္ဓာမှုကိုပေးလိုက်တာဆင်းရဲခြင်းလုတ်ကင်းအောင်အဲ့တချင်းကအစပဲဆင်းရဲခြင်းလုတ်ကင်းအောင်လမ်းပြဆောင်ပါမည်ယရနာခုနှစ်သွဲတကယ်ပင်စုံကြီးတို့မျိုးသားတိုင်းကြီးမွဲတဲ့လူတန်းနိုင်ကြီးကြောင်းဆောက်ခါဖျားပါတီဘိုးဘိုးအောင်နဲ့ရှင်းစာကောနာရူမတဲ့ကိစ္စကြီး7 နာရီ15နောက်တဲ့15ကျန်လေးတော်တော်ပြောနေရတယ်သိလားအားရပါပြောနေလိုက်တာဗျာအချိန်များရခဲ့ရင်ကျွန်တော်လေတကယ်ပြောပါတယ်2 နာရီတော့ပြောနေတာကျွန်တော်ကအားရပါဆိုပြပြီးတော့ပြောချင်တယ်ကျွန်တော်ခုတော့အချိန်ကြီးနဲ့လုပ်နေရတယ်တက်တူရပြီးတော့ဗမာနိုင်ငံဆင်းရဲလွန်အားကြီးလို့ကျွန်တော်ဒီကောင်းစဉ်ပေးလိုက်တာဆင်းရဲလို့မရအောင်ကျွန်တော်တိုင်းပြည်က2မျိုးသလုံးဆင်းရဲလာပတ်စံလည်းဆင်းရဲတယ်အားလုံးသိပြီးသားကဘာမှာကျွန်တော်တို့ကဘာနိုင်ငံလဲ LDC တကယ်လို့သိပါတယ်ကိုကြီးတို့ကဘာပတ်နေတာပိုသိမှာပေါ့ L ကဘာလဲ LEST least အနေဆုံး D ကဘာလဲ DVLOP ဒီ develop ဖွံ့ဖြိုးတိုးတက်မှု least develop ဖွံ့ဖြိုးတိုးတက်မှုအနေဆုံးနံပါတ် C ကဘာလဲ COUNTR country နိုင်ငံတိုင်းပြည်ပေါင်းလိုက်တော့ဘာလဲဟိ least developed country ဖွံ့ဖြိုးတိုးတက်မှုအနေဆုံးနိုင်ငံရဲ့လို့ကျွန်တော်တို့အစိုးရကိုယ်တိုင်က88မတိုင်ခင်တည်းကကျွန်တော်တို့89မှာလက်ခံပြီးသားကျွန်တော်ထွင်ပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့နိုင်ငံရဲ့အကြီးအကဲများကိုယ်တိုင်ဝန်ခံလိုက်ရပြီကဘာကိုကဘာတတ်မှတ်ပေးလိုက်ပြီကျွန်တော်တို့ကဘာပေါ်မှာဆင်းရဲမွဲတေဆုံးနိုင်ငံဆင်းရဲတွေမှာကျွန်တော်တို့ထည့်ထားလိုက်ပြီဘာဆင်းရဲတာကျွန်တော်တို့ငွေကြေးဆင်းရဲသွားတာပေါ့တိုင်းပြည်မှာစီမံခန့်ခွဲပုံတွေမှားပြီးလို့ကျွန်တော်တို့ဆင်းရဲသွားတာကဘာကြီးကိုအသာထားလိုက်စမ်းမှာအရှေ့တောင်အာရှ10နိုင်ငံမှာကျွန်တော်တို့အစိုးဆုံးပဲ
မနှစ်က2013ပေါ့အေးတစ်နှစ်အခုတော့2014ဆိုထားလိုက်ပါတော့2012နှစ်တုန်းကကျွန်တော်တို့နိုင်ငံစည်ရင်းပေါက်တယ်မှတ်လားကဘာမန်နံပါတ်1အရှိတောင်အာရှ10နိုင်ငံပေါ့ကျွန်တော်တို့ခုဘောလုံးကန်တဲ့စီးကိန်းမှာကန်တဲ့10နိုင်ငံမှာအချမ်းသာဆုံးနိုင်ငံဘယ်သူလဲဘရူနိုင်းအဲ့ဒီရစာဖတ်ရင်သိမှာပေါ့တင်းစာမှာပါပါတယ်ဗျာဘရူနိုင်းနိုင်ငံမှာယောက်ျားမိန်းမဝင်ငွေတစ်နှစ်ကိုဘယ်လောက်ရသလဲအမေရိကန်ဒေါ်လာ$9,990ကျွန်တော်မှာဘာဆိုင်မှာမပါဘူးကျွန်တော်လွတ်ရတယ်939ဒေါ်လာတစ်နှစ်လုံးရတာ1000နဲ့ညှော့လိုက်အဲ့ဒါကိုကဲမမငွေရမယ်အဲ့ဒီလိုစက်နှစ်နဲ့ပြန်စားလိုက်တစ်လဘယ်လောက်ရမလဲ340နဲ့45သိန်းကြာရတယ်ဘရူနိုင်းနိုင်ငံရဲ့ဝင်ငွေလူတိုင်းရတယ်မြည်သူဆိုရတယ်ကွာအခြေခံလာတာတစ်လ45သိန်းနဲ့များလိုက်တာမောင်သားချိုရကြည့်ပါလားမိမတော့ယူပလိုက်ပါမဲမေရှောင်းနှောက်နေတာပါတကယ်မဟုတ်ပါဘူးဒုတိယဘယ်ကောင်လိုက်တယ်လဲစင်ကာပူနိုင်ငံ4000ကျော်တယ်ထိုင်းနိုင်ငံ3000ကျော်တယ်ဒေါ်လာပြောနေတာဒါကြောင့်သူတို့နိုင်ငံများရဲ့ဝင်ငွေသည်ထိတ်ဆုံးကောင်ဒီတစ်လကို45သိန်းလောက်ရှိတယ်ဒုတိယကောင်ဒီတစ်လ340လောက်ရှိတယ်တတိယကောင်က35သိန်းနဲ့330ကျရှိတယ်တနိုင်ငံလုံးရတာအာဆီယံ10နိုင်ငံပြောနေတာကျွန်တော်ကကဘာကြီးကဝေးလုံးလို့နောက်ဆုံးနိုင်ငံကြီးတော့ဘာလို့လဲအင်းနဲ့စားတယ်ကျွန်တော်ကြောက်သွားတယ်တို့နိုင်ငံမှာဖြစ်ပါသေးတယ်ဟာမရဲတရဲကြည့်ရတယ်မလေးရှားထင်များတယ်လို့ဘယ်ဟုတ်မှလဲ MYANMAR တဲ့မြန်မာဝင်ဘယ်လောက်ရှိတယ်လဲအကိုတို့ကျင်းပုံနဲ့မြန်မာလင်းမှာပါတဲ့စင်းစရာများကိုမောင်သားချုပ်ကူးထားတာပြောပြရစီအမေရိကန်ဒေါ်လာတို့နိုင်ငံရတာ13943 2012ခုနှစ်ဇယားကွာလိုက်တာဟိုကောင်က9990ငါတို့က1040တမီးလို့အစွန်းတွက်လောက်ရှိတယ်နော်ဟိုကောင်က9990တို့က1040 1000နဲ့ပြောက်ပြီး7နှစ်နဲ့ပြန်စားကြည့်တော့တို့တိုင်းသူပြည်သားတွေအားလုံးရတဲ့ပတ်စံကတစ်လ3000ခွဲ4000 5000 6000အခုကိုကိုကြီးတို့မတ်တီတာစမ်းကြောင်းတို့ဟောနေတော့မှခင်ဗျားတို့ဒိုင်ဥမြို့နေတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းသွားပြီးကျွန်တော်ပတ်စံသွားလှူနေတာကျွန်တော်ပလာဟိတလုပ်တယ်ဝမ်းမိုးရညီငယ်လေးတွေနဲ့ကျွန်တော်ခုနသွားလိုက်တာဆီယမ်မာလေးတွေလာစားပြီးတယ်တလားဘယ်လောက်ရလဲဆိုတော့2000နေကဲဘုန်းကြီးကပေးထားတယ်4ယောက်ကျွန်တော်တအားတနာသွားတာနဲ့ပတ်စံ4သိန်းထုတ်လိုက်တယ်ကြက်တည်ရှိတယ်ဒီနေ့ညနော်ဒိုင်ဥရောက်လာတန်းပါတယ်ပတ်စံ30ပါလာလို့ကျွန်တော်အဖွဲပေးလိုက်တာကဲဆီယမ်မာ4ယောက်တယောက်3သိန်းစီယူလာကမဟုတ်ဘူးအထူးလက်ဆောင်တပည့်တို့လူတော်လေးတွေဝယ်ဖို့ကျွန်တော်ခုနသွားပေးခဲ့ပြီဖုံဖုံဒီမှာကျန်တဲ့16သိန်းအဲ့ဒါကလေးတွေထပ်ပြစားဖို့နဲ့ဗာညာနဲ့လုပ်ပါဖဲအခုတည်းကျွန်တော်တွေ့ခဲ့ပြီကျွန်တော်ဒိုင်ဥမှာကျွန်တော်ပြတော့3ခါရှိပြီကျွန်တော်တို့ဥဆောင်တဲ့ဝမ်ဘို့အဖွဲ့3,400ပြည်တော့တယ်ကျွန်တော်အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးအဲ့ဒါဖယ်ထားလိုက်အဲ့ဒါတွေရှည်တယ်မောင်သားချိုးတို့လှူတာတွေအရေးမကြီးဘူးခုနစကားပြန်ကောက်မယ်ကျောင်းဆရာမလေးတွေလာကမေးတာတစ်လ2000ဆိုတော့ညီတို့သိနိုင်ကြလားမမေးမိကြတပတ်မှ9000ပဲရှိတယ်တနေ့1000တို့ဒီအမျိုးသားဝင်ဝင်မြဲလိုက်တာအညာဘက်ကိုသွားတော့ပခုတ်ကူတို့မြိုင်တို့ကြောက်ပတောင်းတို့ရောက်တော့အညာသူလေးတွေနှမ်းကင်းနဲ့ပဲကင်းထဲမှာခမောက်လေးတွေနဲ့ထွက်လာတာပေါင်းလိုက်တယ်ခေါ်တယ်နှမ်းပင်ကြားထဲမှာရှိတဲ့မြက်ကလေးတွေလှုပ်တာသူတို့အညာမှာပေါင်းလိုက်တယ်ပေါင်းထိုးတယ်တဲ့ခေါ်တယ်ကျွန်တော်မေ့ကြည့်တယ်နေ့စားကဘယ်လောက်ရတယ်လဲဆိုတော့ခင်ဗျားတို့မျက်ရည်မကျနဲ့1000ထမင်းကျွေးသလားကိုထမင်းနဲ့ကိုလာရတာဈေးတဲ့ကြီးတဲ့နေရာမှာ1500ခင်ဗျားတို့မယုံရင်အညာကိုကြည့်လိုက်ဘယ်ရွာမှာမှအဲ့မျက်လှုပ်တာ1500ထက်မကျော်ဘူးအလုပ်မရှိတော့လေကျွန်တော်တို့ဗမာလေးတွေညွညွညညကလေးတွေထမင်းရိုက်ကလေးတွေမှာပဲပြုတ်ကလေးတွေနဲ့ပေါ့ရှမ်းပဲပုတ်ကလေးတွေနဲ့ပေါ့အညာပဲပုတ်ကလေးတွေနဲ့ပေါ့နှမ်းပတ်ချင်းလေးတွေနဲ့ပေါ့ဘာအသားမှမပါဘူးအဲ့ဒါစားပြီးလုပ်တယ်1500ပဲဝင်ဝင်နေတာကျွန်တော်ပြောနေတာတို့တိုက်ပြည်ကတိုက်ပြည်ဆင်းတဲ့အတွက်ပေးနိုင်တဲ့ဝင်ဝင်နေလိုက်တာဒီနေ့ဈေးကျွန်တော်ပြောနေတာ10နှစ်ကမဟုတ်ဘူးမောင်သားချိုအညာပြန်လာတာတနည်းနေလိုက်တာနော်လို့ရေဘူးကြည့်တာဗျအနားမှာရေဘူးမရှိဘူးရပါတယ်ရတယ်အေးစီပဲလာဖြစ်မလေးစကားတွေများတော့ချောင်းပါဆူတယ်သူများအကြောင်းမကောင်းပြောတော့ချောင်းဆိုတယ်ဗျာကဲထားစကားဆက်အောင်မသူပေးနေတောင်းရင်တန်းလာမယ်ကျေးဇူးပါမလေးကိုကိုကြီးရောက်တယ်ချောင်းဆိုလို့ရတယ်ကိုကြီးဒါကြီးကလှဲထားမယ်ကျွန်တော်မျက်နှာလှောက်မတွေ့အောင်ဖြစ်နေလို့ဒါမို့ချောင်းပါဆိုလို့ဟာတိတ်ပြီးဝင်နေတာပဲကျွန်တော်တို့ပမာနိုင်ငံဟာလုပ်ငန်းကိုင်ခန်းတွေရှားပါးအတွက်ကျွန်တော်တို့အားကောင်းမောင်းတန်လူငယ်များရဲ့ခွန်အားများကိုကျွန်တော်တို့ဖြုံးနှိပ်ပြရတယ်ယောက်ျားကောင်းတွေအသက်20စိတ်ဝန်းကျင်တွေရန်ကုန်မြို့မှာမိဘမှာကွင်းရလေးတွေရောင်းနေစိတ်ကလေးဘူးလေးတွေနဲ့တချို့ရေတံဘူးလေးတွေလည်းရောင်းနေတယ်
ကျွန်တော်အဲ့ဒီဟာမျိုးတွေ့ရင်မျက်စိရှက်တာနဲ့ကျွန်တော်ဟိုဘက်ကိုလွှဲထားမိတယ်အထင်သေးတာမဟုတ်ဘူးရင်ထဲမှာနားနေကိုညီအရွယ်လေးတွေကိုညီမအရွယ်လေးတွေဒီလိုအရွယ်လေးတွေကတို့နိုင်ငံများချမ်းသာခဲ့ရင်စက်ရုံအလုပ်တွေမှာရှိနေရမှာမော်တော်ကားစက်ရုံတို့ကွန်ပျူတာစက်ရုံတို့တယ်လီဖုန်းစက်ရုံတို့ဟာလားဆင်းကတ်စက်ရုံတို့ကီးဘုတ်တွေလုပ်တဲ့စက်ရုံတို့နိုင်လုပ်တဲ့စက်ရုံတို့ဘောပင်လုပ်တဲ့စက်ရုံတို့မျက်မှန်လုပ်တဲ့စက်ရုံတို့ကင်မရာလုပ်တဲ့စက်ရုံတို့စစ်တပူလုပ်တဲ့စက်ရုံစပစ်သီးတွေကိုဝိုင်းချက်တဲ့စက်ရုံဒါမျိုးအားလုံးထဲမှာကျွန်တော်တို့ညီကိုမောင်နှမတွေအားလုံးညီလေးညီမလေးတွေဝတ်စုံလေးတွေနဲ့တောင်းတောင်းတင်းတင်းလုပ်ငန်းတွေလုပ်ပြီးတော့ပြည်ပကိုပစ္စည်းတွေပို့ပြီးကျွန်တော်ပတ်စံရှာမယ်ခစ်ကြီးဖြစ်ရမှာတကယ်တော့ဘာလို့အမှန်မသိတော့တောက်တူမေရလွတ်ပြီးတော့မှကုန်းရရောင်းရမလို့စီးကရက်ရောင်းရမလို့သူများကစတိုးဆိုင်ရှိမှာတစ်လ3000နဲ့မတက်ရက်ညောင်းတောင်းကြီးတစ်လ6000နဲ့တွားရက်အဲ့ဒါမှမတတ်နိုင်တဲ့လူတွေကပြည်ပကိုထွက်ပြီးမလေးလို့ဘာလို့ထိုင်းလို့ထွက်ပြီးတော့မှကျွန်တော်တို့ကဘာပတ်ပြီးတော့ကြုံခံရတာကျွန်တော်တို့ဒီနေ့ခေတ်မှာအများဆုံးလေထိုင်းနိုင်ငံတနိုင်ငံထဲမှာရောက်နေတဲ့စည်ရင်းကိုအစိုးရထုတ်ပြန်တဲ့စည်ရင်းကိုမောင်းသားချုပ်သတင်းစာဖတ်တာကြောက်သွားတယ်သိန်း30တဲ့ထိုင်းနိုင်ငံနဲ့3တန်းငါတို့နိုင်ငံတန်း60ရှိတာ3တန်းရောက်နေတယ်ကွာသူများကမလိမ့်ချပြီးလမ်းပြပစ်ချထားတော့လေတို့ကငြိမ်ကြည့်နေရတယ်မမတွေကိုဓာတ်နဲ့ထိုးပြီးတတ်သွားတော့လေဒီထိုင်းကြီးတွေကကျွန်တော်တို့ကရိုက်မယ်ဆိုစောင့်တော့လေကျွန်တော်မတည်းကျွန်တော်တို့လာခေါ်ပါတော့ကျွန်တော်ပြေးတော့မဆိုတော့ခေါ်တယ်လိမ့်နေတယ်ကဲထိုင်းမှာရင်အဲ့လိုရှိရဆိုတော့ကျွန်တော်တို့စုစုပေါင်းခန့်မှန်းထားတာဘယ်လောက်ရှိတယ်ထင်တယ်ကိုတို့တန်း60မှာကျွန်တော်တို့နိုင်ငံသားတွေအပြင်းထွက်ပြီးလုပ်နေကြတာ10တန်းလောက်ရှိတယ်အကုန်အပါအမေရိကအပါပေါ့အိုးတို့တွေကိုအိမ်ပူတော့အဖေနဲ့အမေကအိမ်ပူအောင်လုပ်တော့သားတွေသမီးတွေငင်းရရအိမ်တွေဆွေမျိုးအိမ်ထွက်ပြေးပြီးတော့ကျွန်တော်တို့ထမင်းတက်လို့ရှာစားတယ်လို့ပဲတို့တွေဒုက္ခလိုက်ကြတိတ်ဆင်းရဲသွားကျွန်တော်တို့ဒါလေးကိုတွေးပြီးလို့မောင်သားချိုးကအဲ့ခေါင်းစဉ်ပေးတာဆင်းရဲခြင်းလုပ်ကြအောင်ကျွန်တော်တိတ်ဆင်းရဲသွားတယ်ဝင်ဝင်တိတ်နေသွားတယ်ကျွန်တော်တို့ဒါအလုံးသိပြီးသားဘာကြောင့်အဲ့လိုဖြစ်သွားလဲဆိုတော့အဖြေချုပ်တဲ့အခါကျတော့ဒေါက်တာအောင်ထွန်းတက်တို့လိုပုံကိုယ်တွေကမလီအဖြေချုပ်ပြီးသားပါဗျမောင်သားချိုးလိုအနုံညာတကောင်ကထုတ်เสียမလို့ပါဘူးတဘာဝတင်စာတများကိုအာကိုလွန်ပြီးတော့လူငယ်လူရွယ်များရဲ့ပညာရေးကိုကျွန်တော်တို့ဖြစ်တယ်လို့လုပ်ခဲ့တော့ကြောင့်ကျွန်တော်ဆင်းသွားတယ်ခက်ညံ့ညံ့မိဘတွေလို့ပေါ့တမီးရဲ့ကြောင်းတက်နေစမ်းပါနဲ့အမေတို့ channel မှာမှန်လာသည်တည်းတာခူးရောင်စာမလေးတက်မကုန်ပါဘူးလို့တားရဲ့ဘာလို့ကြောင်းတက်ပါလဲအမေတို့ channel မှာရေခိုင်းရှိတာငါးဖမ်းရောက်မှာပေါ့တားရဲ့အုံမရအုံးသီးတွေတက်ရောက်စားမှာပေါ့ဖေတားလေမပူနဲ့ကြောင်းတက်ဆံမလို့တားလေခုနကနန်းလေးတွေဖမ်းရောက်မှာပေါ့ခုနငရှင်းလေးတွေဖမ်းအောင်တာပေါ့ခုနခြံတော့မှတူးရင်ဗရဏလေးတွေဗာလေးရတယ်ပြောတော့တားရဲ့အဲ့ဒါလေးရက်တက်တယ်တော့တူးအောင်တာပေါ့လုတ်တယ်လို့ပဲကျွန်တော်တို့တိုင်းသူပြည်သားများအပေါ်မှာတရားဇာတတွေပေါ်တယ်နဲ့လွတ်ပြီးတော့မှလူငယ်လူရွယ်များကိုကောင်းမွန်သောပညာရေးမပေးသောကြောင့်ကျွန်တော်တို့ဟာကိုယ်နိုင်ငံထဲမှာရှိတဲ့တရားဇာတကိုအရှင်လက်လက်ရောင်းစားရတဲ့နိုင်ငံဖြစ်သွားတယ်မိုးကုတ်ကဗရဏတွေတူးရောက်နေအခုတော့ကုန်ပေါ့ဖားကန်းကကြောက်စိမ့်တွေတူးရောက်နေအခုတော့တဖြည်းဖြည်းခန်းလာပြီပေါ့မိုးကုတ်မှာကျွန်တော်ပြောလိုက်မယ်စကားရှင်းမှကြောက်လို့ကျွန်တော်ချုပ်ပြောနေတာမိုးကုတ်မြို့ကိုသွားဟောတော့ကျွန်တော်ကိုဖက်ပြီးတော့မိုးကုတ်ကညီလေးတွေကငိုကြတယ်မိုးကုတ်မြို့မှာလူဦးရေ3,800,000ရှိတယ်အမှန်စင်းစရာအမှန်နော်မိုးကုတ်မြို့မှာလူဦးရေ3,800,000ရှိတယ်ဆရာဦးတာချိုအခုကျွန်တော်တို့တကားတွေပိတ်ထားတဲ့အိမ်ကြီးအများကြီးပဲလူတဝက်ကျော်9,000လောက်ကျွန်တော်တို့နိုင်ငံမြို့မှာမရှိတော့ဘူးလေဟာညီလို့ဘာဖြစ်တာလဲကွာဆရာအကုန်လုံးအပြင်လှုပ်ချက်လို့ရတယ်မန္တလေးမှာဇပွဲတို့ကောင်းမလေးတွေမေပြုတ်မှာဇပွဲတို့ရန်ကုန်မှာကွန်မဒီဝန်ထမ်းယောက်ျားလေးတွေကမလေးထွက်တချို့တွေကမြကြီးနားတက်ပြီးတော့ကြောက်စိမ့်သွားတူရွှေသွားတူရမယ့်နေရာလေးတွေကအဲ့သားသမီးတွေကပတ်စံပြန်ပို့တယ်အမေသမီးပတ်စံပို့လိုက်ပါတယ်ရှင်မန္တလေးကနေပြီးတော့ရောပတ်စံ4,000တလောက်အမေသားပို့လိုက်ပါတယ်ခင်ဗျာ9,000အဲ့ဒီပို့တဲ့ပတ်စံနဲ့မိုးကုတ်မြို့ကြီးကျင်းလဲနေတာဆရာမိုးကုတ်မြို့မှာဗရမ တူလို့မရတာကြာပြီကြီးကျွန်တော်၆ချားသွားတယ်သိလားတရားဇာတဆိုတာအမြဲတမ်းမရပါလားတနေ့ကုန်ပါလားညီကုန်တယ်လေတနေ့အဲ့တော့ကျွန်တော်တနေ့ကုန်တဲ့ဟာတွေကိုကျွန်တော်တို့ကထာဝရထင်ပြီးတော့မှရင်းနှံတွေထွက်နေတာပဲရောင်းစားတာပေါ့ဓာတ်ငွေတွေထွက်နေတာပဲရောင်းစားတာပေါ့ကြောက်စိမ့်တွေထွက်နေတာပဲရောင်းစားတာပေါ့ဗမာပြည်နယ်မှာငားတွေကနန်းတွေမရှင်းတွေပစုံတွေရှိတာပဲရောင်းစားတာပေါ့ဖမ်းပြီးတော့ဘုန်းကြီးကျောင်းတွေမှာတောက်တက်ကြီးတွေရှိတာပေါ့ရောင်းစားတာပေါ့ဘုံတောက်တက်ပါမနေအောင်တော့ကျွန်တော်ဆင်းစင်းသွားတော့တောက်တက်တဲ့ကောင်ကိုတရုတ်ပြည်ကပေးနေတာ15 သိန်း30အကိုတို့အကောင်ကြီးရင်သိန်း30နော်30သားလောက်အကောင်ဆိုရင်15 သိန်းလောက်ရတယ်ဗျငွေအကောင်ကို9,000ပြီးတယ်ဒီနေ့နော်ဒီသတင်းစာမှာပါလာတယ်နော်မင်းမျိုးကနေပြီးတက်သွားတာမူဆက်တက်တဲ့မော်တော်ကားကိုဖမ်းစစ်တာတစ်တာလေးထဲမှာမွေဟောက်ဝေမျိုးစုံ9,000တရုတ်ကဝယ်လာတဲ့သူကဟာကျွန်တော်ဒီသတင်းစာဖမ်းတန်းနေသိလားအကုန်လုံးကျွန်တော်တို့ကကိုမြေကိုရထွက်တဲ့ကနန်းကိုဖမ်းရောင်မွေဖမ်းရောင်ငရှစ်ဖမ်းရောင်တောက်တက်ဖမ်းရောင်တစ်ပင်လှဲရောင်ကြောက်စိမ့်တူရောင်ကနန်းနှက်ရောင်လက်တွေဖမ်းရောင်ကျွန်တော်တို့ဟာ
အဲ့လိုနီးနဲ့တိုင်းပြည်ကိုအသက်ဆင်တန်းတဲ့တဖြည်းဖြည်းခန်းချောက်စာပြုလာတဲ့အချိန်မှာစီးပွားရေးကျဆင်းလာတဲ့အခါမှာကိုယ်နိုင်ငံသားလေးတွေရဲ့ပညာရေးပြန်ကြည့်တော့မော်တော်ကားလုတ်တတ်သူမရှိကွန်ပျူတာလုတ်တတ်သူမရှိအသက်အထုပ်ကိုကောင်းကောင်းမရှိနှလုံးအထုပ်ကိုကောင်းကောင်းမရှိယူပဗေဒကောင်းကောင်းတတ်သူမရှိသူနာပြုဆရာမကောင်းကောင်းလုပ်တဲ့ nurse မရှိဒီမှာစင်ကာပူက nurse ကကျွန်တော်တို့ပိုကောင်းတယ်ဒါကိုကျွန်တော်ပြောနေတာတရားကောင်းကောင်းထုတ်တတ်သူမရှိငံပြရေးမှကောင်းကောင်းလုပ်တတ်သူမရှိထိုင်းကဝင်လာတဲ့ငံပြရေးအချိုပလင်းကိုကျွန်တော်နိုင်မလို့နိုင်ဘူးလက်ကပါခဏထားလိုက်အောင်ဝမ်ရက်ကောင်းကောင်းချက်တတ်သူမရှိစပြစ်သီးတွေကျွန်တော်တို့ဘောပါလျက်နဲ့မမှန်းသီးတွေဘောပါလျက်နဲ့စဉ်းစားကြည့်အောင်ကျွန်တော်တို့မင်းမျိုးမှာဝိုင်းနေလို့ရှိတာပေါ့သို့တော့ပြင်သစ်ကဝိုင်းဝင်နိုင်အောင်ကျွန်တော်ကမချက်နိုင်ပညာမရှိတော့အားလုံးပညာချွတ်တက်သွားတဲ့အတွက်တိုင်းပြည်တဖြည်းဖြည်းဒေါင်းသွားတယ်လို့လူကတတ်မှတ်ကြတယ်ကျွန်တော်တို့တော့တဆင်းသွားတာဆက်ပြောလိုက်ဦးလေတဲဥပြည့်သားများအဲ့ဒါနဲ့ပြီးသလားကျွန်တော်နိုင်ငံကိုကြီးပြောသွားပြီကျွန်တော်တို့ကငွေကြေးဆင်းရဲုံနဲ့ကျွန်တော်တို့ပြီးပြီလားသူပြောတဲ့လူတွေရဲ့ mindset ခေါ်တဲ့စိတ်နဲ့စိတ်ထားတွေကကြတော့ကျွန်တော်စိတ်မဆိုးနဲ့ကျွန်တော်ရင်းနှီးပြောမယ်နော်ဗမာတွေတော့စိတ်သက်ဆုတ်ပြတ်သွားတာရှိသေးလားကဘာဘူးကကျွန်တော်တို့ဘယ်လိုသတ်မှတ်ထားသလဲတရိษံနေတာတာလောက်လူတွေစုနေတဲ့နိုင်ငံဆိုတော့မောင်သားချုပ်ဗမာတော့အခုဗုဒ္ဓဘာသာဖေရကျွန်တော်ရင်ဖွင့်မရဘူးကျွန်တော်မနာဘူးအဲ့ဒါကိုတကယ်လည်းပုတ်တယ်2011ခုနှစ်မှာဂျပန်မှာငရေလှုပ်တယ်အားလုံးသိတယ်အခုလည်းသိတယ်နော်2011ခုနှစ်မှာဂျပန်မှာငရေလှုပ်တာမှတ်မိသေးလားဂျပန်နိုင်ငံငရေသိတယ်မှတ်မိသေးရလားကဘာပေါ်မှာနံပါတ်4ပြင်းထန်တာကဂျပန်မှာနံပါတ်1ဘလောက်ပြင်းထန်တယ် Richter scale 9ပြီးတော့ညီတို့တရင်သားဖဲသိပါတယ်မကြသေးပါဘူးကကျွန်တော်ဆက်တယ်3နှစ်ပဲကြာပါသေးတယ်ပြီးတော့ဂျပန်ပင်လယ်ပြင်ကြီးဟာဆူနာမီလိုက်နေကြီးတဲ့အတွက်မြေကြီးတွေကအောက်ကိုနှိမ့်ကျသွားတာ2ပေကျွန်းကျသွားတာကြည့်ပင်လယ်လှိုင်းကြီးတွေကပေ90လောက်တက်ပြီးလှိုင်းရဲ့လက်ရိုက်တယ်ဂျပန်ကန်းနေလို့ဂျပန်နိုင်ငံမှာသူတို့သုံးတဲ့လျှက်စစ်သုံးတဲ့အနည်းမျိုးဓာတ်ပေါင်းပုံကြီး6ပုံရှိတယ်4ပုံပေါက်ထွက်သွားတယ်ကဲအားလုံးတရင်သားပြဖတ်လိုက်အားလုံး2ပုံပဲကျန်တယ်အကုန်လုံးမိတွေပြက်လူတွေသေရေတွေကြီးအကြောက်စရာအကောင်းဆုံးမြင်ပဲလေဂျပန်မှာလေညီကမြို့တို့ပြောတဲ့ဆိုလေတယ်လီဗီရှင်းကညကြတော့ဗာပြလေရန်ကုန်မြို့မှာမောင်သားချူ TV ကြည့်တယ်စတိုးဆိုင်ရှိမှာဂျပန်တွေတန်းစီရက်နေတယ်ယောက်ျားတွေမိန်းမတွေယောက်ျားတွေရောမိန်းမတွေရောတန်းစီရက်နေတာစတိုးဆိုင်ရှိမှာဆန်လေးစီလေးဝယ်ဖို့ကျွန်တော်တို့ဆန်လေးစီလေးပေါ့ဗျာခလေးစားဖို့မိရပြက်နေပြီချက်စရာမရှိတော့ဘူးလျှက်စစ်ကအောက်သွားပြီကျွန်တော် TV ကြည့်နေတယ်သိလားစတိုးဆိုင်ရှိမှာဈေးရောက်တဲ့မိန်းမကြီးကစက်ကူကပ်ပြားလေးကိုအဲ့ဆိုင်ရှိမှာချိတ်ထားတယ်ဒုတ်လေးနဲ့ညှက်ပြီးတော့တန်ချောင်းလေးနဲ့ပေါ့လူတွေကတန်းစီနေတယ်နှင်းနေရကြလို့ယောက်ျားမိန်းမစာလေးကိုဖတ်လိုက်တာနဲ့မောင်သားချုံမျက်ရည်ဝဲမိတယ်ငါတို့တရိษံဆိုတာမှန်သွားပြီဘာရေးထားတယ်လဲနိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်တွင်တွင်ရှိသောပစ္စည်းများအလုံးကိုယမန်နေ့ကဈေးများအတိုင်းရောင်းချပေးနေပါသည်ကျွန်တော်ဧကန်ထဲမှာကြီးရင်တန်းလန်းနဲ့တောက်ခေါက်ပြီးဖြည်းဖြည်းလေးကျွန်တော်ငါတို့နိုင်ငံကွာလိုက်တာလူတွေဒုက္ခရောက်နေတဲ့အချိန်မှာစတိုးဆိုင်ရကတ်ထားတယ်နော်နိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်ဒဲရှိပစ္စည်းများအလုံးယမန်နေ့ကဈေးများအတိုင်းရောင်းချပေးနေသည်နာဂစ်ဖြစ်တော့ကမြောက်ကလာပမှာမိတွေပြက်လို့တလလောက်ကြာတယ် TV တောင်ကြည့်လို့မရဘူးအိမ်မှာစားစရာမရှိဘူးကျွန်တော်သွားတယ်စတိုးဆိုင်ရှိဆန်သွားဝယ်တာအမှဆန်ဘယ်လိုရောင်းလဲပေါ့လေးစားတင်ရောင်းတယ်ဗမာစိတ်သက်ပေါ့ဒုက္ခရောက်တဲ့အချိန်မှာတတိပြည့်ကြံမယ်သမီးကြိုက်ချက်လိုက်စမ်းတပီ900ကို2000နဲ့ရောင်းတော့ကျွန်တော်တို့ဝယ်ရတယ်စားစရာမရှိလို့ဖျောင်းနိုင်တိုင်းဘယ်လောက်လဲပုံမှန်ဈေးကတိုင်းကို100ထားနာဂစ်ဖြစ်တော့ကျွန်တော်တို့မြောက်ကလာပဆိုင်နေအားလုံးတိုင်းကို900လောက်နဲ့ရောင်းတယ်မှောင်မဲမဲကြီး3တလလောက်မိပြက်နေတာကိုမှတ်မိနေတယ်မှာလေရန်ကုန်မှာတလလောက်မိပြက်နေတာကိုယ့်ရင်မှကြောက်တော့ဝယ်ရတယ်ရန်ကုန်မြို့လေကောင်မှာရေတွေကြီးပြီမိုးတွေရွာပြီဖုန်တိုင်းတွေတိုက်ပြီမြောက်ကလာပကိုပြေးတဲ့ကားတွေကပုံမှန်တော့200လူတွေဒုက္ခရောက်နေပြီကွာဒီနေ့ငါတို့400နဲ့ဆွဲမယ်မဲအကိုတို့ကျွန်တော်ပြောတာလွန်သလားကျွန်တော်တို့ကဒုက္ခရောက်နေတဲ့အချိန်မှာပုံမှန်ရှိမှတဲ့အစားကျွန်တော်ဘောက်တာလေဒီလိုအချိန်မှာစီးပွားရှာချတာပေါ့ကွာဒါကိုကျွန်တော်ပြောနေတာဂျပန်နိုင်ငံသားတွေကသူတို့စတိုးဆိုင်လေးရှိမှာဆိုင်းမူလေးချိတ်ထားတယ်နိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်တွင်းရှိပစ္စည်းများအားလုံးယမန်နေ့ကဈေးများအတိုင်းရောင်းချပေးသည်ကျွန်တော်ဒါကိုပြောတာဩငါတို့ကိုကဘာကြီးကနှာခေါင်းရှုံတာကိုကြီးပြောသွားတယ်လို့ကျွန်တော်တို့စိတ်တက်ပြီးပစ္စည်းဆိုတာအမှန်ပဲသူကငါတို့ကဒုက္ခရောက်တဲ့အချိန်မှာပုံမှန်ရောင်းရင်တော့တော်လှပြီးရှော့ရောင်းရင်တော့ချီးကျူးစရာပေါ့ဒ
တို့ဟာပုံမှန်မယောင်းတဲ့အပြင်၄၅စာတင်ပြီးတော့ညစ်ရင်နဲ့တောကရောက်နေတဲ့ဗမာချင်းတို့ကအပြက်ကင်ပဲဒီနေ့သမီးတားရင်ချလိုက်ကြဆိုအသေးကြီးလှုပ်တယ်လက်ပတာမှလည်းလှုပ်တာပဲမှုန်တိုင်းပြီးတဲ့ခါကျတော့ဈေးဆိုင်အလုံးဈေးတွေပြစ်လိုက်တာသူကရှိဝယ်မရှိဝယ်နဲ့ငတ်ပဲကျွန်တော်တို့အားလုံးမြေပေါက်ကြီးငယ်နဲ့ဝယ်စားကြရတယ်လှုပ်ရလေချင်းကွာမနေ့ကမှတပီမှတစ်ထောင်မိုးရီပါပြီးမှုန်တိုင်းနေကြိုက်တာနောက်ထပ်3000နဲ့ရောင်းတယ်တပီကိုငတ်မှကြောက်တော့ဝယ်ကြဆိုတပီတွေတို့ဝယ်စားကြဆိုလှုပ်ကျွန်တော်လှုပ်ကြတယ်ကျွန်တော်လှုပ်တာပဲတို့တိုက်သူပြည်သားတွေကွာဒါတွေဆင်းသွားတာလေကိုကြီးပြောသလိုစိတ်နေစိတ်ထားတွေပါဆင်းသွားတယ်ကျွန်တော်တို့ဆင်းသွားတယ်ဂျပန်နိုင်ငံမှာပြန်ဆက်လိုက်မယ်ကျွန်တော်ဈေးဆိုင်မှာအဲ့လိုရေးထားတယ်နောက်ကဈေးဝယ်တဲ့ယောက်ျားမိန်းမတန်းစီဝယ်တယ်ဘယ်လိုဝယ်ကြတယ်လဲအမတို့ TV ကြည့်ရင်တွေ့မှာပါကျွန်တော်ပြောတာအဝေးမဟုတ်ပါဘူး2017ကဲ3နှစ်ပဲကြာသေးတယ်ကြားမှာမိန်းမကြီးတန်းစီနေတာသူတို့နိုင်ငံများပြီးတန်းစီပြီးတဲ့ဈေးဝယ်တယ်ကျွန်တော်တို့လူရဲမဝယ်ဘူးလာရက်တယ်အဲ့ဒီဘာကြီးမှလဲဂျပန်မှာစကပြန်နဲ့အောက်ကစာတန်းထုတ်ပြီးတယ်ပေါင်မို့ bread ပေါင်မို့ကြီးမှာဘယ်နှလုံးလဲအိတ်ထဲကပတ်စံတွေဂျပန်ပတ်စံရမ်းငွေတွေဆွဲထုတ်လိုက်တော့အထက်လိုက်သူတို့မျက်နှာကျွန်တော်တေချာကြည့်နေတယ်ဒိုက်ဦးသားများကျွန်တော်ပြောပြပြရသည်အသေးစိတ်ဈေးဝယ်တဲ့မိမမျက်နှာကျွန်တော်တေချာကြည့်နေတယ်တွေ့သွားတယ်နောက်ကတန်းစီနေတဲ့လူတွေလှည့်ကြည့်တယ်ဗျစိတ်နေစိတ်ထားဖွံ့ဖြိုးတိုးတက်ချမ်းသာပြီးသားနိုင်ငံကလူတွေရဲ့စိတ်ပဲတွေ့လားရဲကလုတ်ခိုင်းတာမဟုတ်ဘူးစစ်သားကတနက်နဲ့ချင်းပြီးလုတ်ခိုင်းတော့သူ့အသိစိတ်တယ်လက်ထက်မှာပတ်စံတွေအပြည့်နဲ့ငါကလေးတွေနောက်တပတ်စာလောက်လုံလောက်စားရအောင်ပေါင်မုံလေးအလုံး20လောက်ဝယ်ထိုင်ကောင်းမလားမိဘများစဉ်းစားမှာပဲလားပုံမှန်တော့သို့တော့ तू ဝယ်ဖို့လုပ်ပြီးဘယ်လိုဖြစ်သွားလဲတက်သွားတယ်နော်ပြန်လှည့်တော့တရွေးတွေနင်းနေတယ်ဂျပန်မကြီးငိုပြီးအဲ့ဒီမိမကြီးကငိုရင်းတန်းလန်းနဲ့ပတ်စံတိပဲချန်လာပြီးတော့မှဘယ်နှလုံးဝယ်တယ်လဲသမီးတို့ညီတို့ MRTV ဖို့ကပြတာပါဟာတိုးစမ်းဖို့ပါဘူးနော်စလောင်းကပြတာအန်ဒီဘယ်နှလုံးလဲငိုင်သွားတယ်ပြည်လားနောက်တစ်ယောက်ဆက်တဲ့ယောက်ျားကြီးတက်လာတယ်အန်ကယ်ဘာကြီးမှလဲ bread ကန်တယ်ဖျောင်းနိုင်တဲ့ပေါင်းနဲ့ယူမှာပေါင်းမဘယ်နှလုံးလဲယောက်ျားကြီးလည်းအဲ့တိုင်းပဲနော်တွေ့သွားတယ်မျက်နှာတော်တော်မကောင်းတော့ဘူးသမီးတို့လူတိုင်းရှေ့ကိုတက်လာတဲ့လူတိုင်းရဲ့လက်တွေအဲ့ဒီချောင်းမထောင်ဘူးငါတို့ရှေ့ရလူတွေကကို့မိသားစုလုံလောက်စားဖို့15လုံးအလုံး20ဖျောင်းနိုင်5ဒုတ်ရှစ်လောက်ဝယ်သွားခဲ့ရင်နောက်မှတန်းစီနေတဲ့လူတွေမရရင်ဘယ်လိုလုပ်ကြမလဲဒီနေ့ကလေးတွေငတ်ကြမှာပေါ့အိမ်ထဲမှာဖောင်မဲကြီးတဲ့နေရာမှာပေါ့ငါတို့ဒီနေ့တလုံးရရင်ဒီကလေးတွေဒီညစားလို့ရပြီနောက်နေ့ပြဿနာနောက်နေ့ရှင်းမယ်ငါတို့အရှိက4 5 6ကရှိတဲ့ငါတွေအကုန်ဝယ်သွားတော့နောက်ကဒုနိုင်ငံသားတွေဘယ်လိုဝယ်စားကြမလဲဘိုင်ဟောင်းလုံးနေရမှာပေါ့အဲ့ဒါကိုတယ်လီဗီရှင်းကပြတဲ့အချိန်မှာဒိုင်ဦးသားများတယ်လီဗီရှင်းကပြရင်းနဲ့ဘာလှမ်းပြတယ်လဲအဲ့ဒီ TV ကပြနေတဲ့ဂျပန်နိုင်ငံဒုက္ခရောက်တာကိုပြနေတဲ့ TV ကိုတကဘာလုံးကထိုင်ကြည့်နေတယ်အိမ်ထဲမှာအမေရိကန်တွေကြည့်နေတာအဲဈေးဝယ်တော့ပြနေတာဆိုဗီယက်တွေကြည့်ရုရှားတွေကြည့်နေတယ်တရုတ်တွေကြည့်နေတယ်တောင်ကိုရီးယားသူ့မုန်းတဲ့ကောင်တွေတောင်ကိုရီးယားတို့ဘာလို့ကကြည့်ညာကြည်ရင်တန်းလည်းနဲ့အဲ့ဒီလူတွေဘာဖြစ်ကုန်ကြတယ်လဲဂျပန်တွေအဲ့လိုဈေးဝယ်တာကိုတွေ့နေတဲ့တောင်ကိုရီးယားနိုင်ငံသားတွေမိသားစု4ယောက်လောက်အိမ်မှာကြည်ရင်တန်းလည်းနဲ့ TV ကြည်ရင်တန်းလည်းနဲ့နော်ကလေးတွေရောမိဘတွေရော TV ရှင်းမှာမတ်တက်ထားရတယ်သူတို့နိုင်ငံမှာအလေးပြုတယ်နော်ငွေရင်တန်းလည်းနဲ့တနာတော့ဂျပန်တွေရဲ့စိတ်ဓာတ်ကိုတနာသွားတာတရုတ်တွေကြည်ရင်တန်းလည်းနဲ့ဟာအော်ပတ်စံလေးအထက်လိုက်ရှိပါလေနဲ့မဝယ်ကြဘူးနော်အဲ့ဒါကိုကြည့်ပြီးတကဘာလုံးကလူတွေက TV ကြည့်နေလူတွေအားလုံးကမတ်တက်ရက်ပြီးတော့မှဂျပန်မှာဖြစ်နေတာကိုပြတာကိုကြည့်ရင်တန်းလည်းနဲ့အကုန်လေးထားပြတယ်ငွေရင်တန်းလည်းနဲ့လေးစားပါလေခင်ဗျားတို့တိုင်းပြည်ပြည်သားတွေ citizenship ပေါ့ဗျာနိုင်ငံသားများရဲ့စိတ်နေစိတ်ထားကိုလေးစားလို့မောင်တာချိုကြည်ရင်တန်းလည်းနဲ့တခုဆုံးဖြတ်တယ်ဗါလဲသိလားဒီကောင်လေးနိုင်ငံပတ်စံတစ်ခုတည်းချမ်းသာတာမဟုတ်ဘူးဂျပန်တထိန်နိုင်ငံလေချမ်းသာလို့တမန်ကြီးဦးသိန်းစိန်ကိုပတ်စံအပြည့်အောင်လျှော်ပေးသေးလားငွေချမ်းသာပြီးသားကျွန်တော်ဆုံးဖြတ်တာဘာဆုံးဖြတ်တာသိလားဒီကောင်နေပတ်စံတစ်ခုတည်းချမ်းသာတာမဟုတ်ဘူးဘာချမ်းသာနေတာလဲ mindset စမကြလိုက်တဲ့တိုင်းပြည်သားတွေ
သူတို့အစိုးရကသူတို့တနိုင်ငံလုံးမှာလူတို့တရက်လုံးအဲ့ဒီလိုစိတ်မျိုးတွေဖြစ်နေအောင်ဘယ်လိုဝေးထားတာလဲဘယ်လိုပြည့်ပြည့်ထားတာလဲဘယ်လို training မောင်းထားတာလဲကျွန်တော်မသိဘူးအဲ့ဒါကိုတတိုင်းပြည်လုံးမိုက်ပါတယ်ကွာရောင်းတဲ့မိန်းမကလည်းနိုင်ငံတော်ဒုက္ခရောက်တော့အချိန်ဖြစ်ပြီယမန်နေ့ကဈေးများတဲ့ရောင်းနေသည်လူတွေကလည်းပတ်သက်ရှိရတာနဲ့မဟုတ်ဘူးကျွန်တော်အိမ်မှာကြည့်ရင်တက်စိတ်သွားတယ်လူကြီးတွေမလမကမှာကလေးတွေတမီးတို့တိတ်ပြင်းထန်နေတော့ဂျပန်နေရင်တော့ Richard K9 အကြီးကြီးလှုပ်တာကဘာကြီးစောင်းသွားတယ်တမီးတို့စာဖတ်ကြည့်ဦးနော်ဒီမှာဆရာမတွေပါမထင်နော်အဲ့ဒီတော့ဂျပန်နေရင်လှုပ်တာတို့နိုင်ငံ32ဒီဂရီနမနဲ့စောင်းတယ်ကဘာစောင်းသွားတယ်ဟဲ့ကြီးတို့ရဲ့တားခါသွားတာလူတွေကလေးလေးတွေကတန်းစီနေတယ်ဟင်ဒါမျိုးစပွဲလေးနဲ့ဂျပန်ကြီးကမုံနေဝေးနေတယ်ကလေးတွေကြတော့မုံဝေးတာလကားလာပြီးလေးမြန်းနေကလ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 ဟိုက်စကီပေါ့ဗျာဒါစိတ်တွေက UN United Nation ကပကုလသမဂ္ဂအဖွဲ့အစည်းကလာကူနဲ့လေးမြန်းနေမုံနေစောင်းနေဘာညာလိုက်ဝေးတဲ့ကောင်လေးပေါ့ဗျာချန်တော်လေးပေါ့ဗျာအထဲတွေပေါ့ဟုတ်လားဒါတွေပေါ့ကလ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 ငှက်တွေကြတော့ဝဲနေတာဟိုနောက်မှာလေးမြန်း3ရက်ထားတယ်စစ်သားတွေရက်ကြည့်နေတာအမေရိကန်စစ်သားတွေကလေးလေးတွေတန်းစီနေတာဂျပန်အဖိုးကြီးကကျွန်တော်ထင်တယ်65လောက်ရှိမယ်မုတ်စိမ်မွေးဖြူလို့နင်းနေရကြလို့ဂျပန်ကရေခဲတဲ့နိုင်ငံနင်းရအဖက်လိုက်ကြလားဒီမှာတွေကတ်နေတာအများကြီးပဲငိုရင်းနဲ့ကလေးတွေမုံနေဝေးနေတာဖိုးကြီးကရောဝေးဖတ်နှစ်ခုရောဒါချောကလက်သားလေးဒါရေတန့်ဘူးလေးဒါချိုချင်ဆွိရောသွားတယောက်ဒီဝေးတဲ့လူကြီးပေါ့ကလေးလေးတွေတန်းစီတန်လန်နဲ့အကုန်လုံးငိုနေတာရောပြီးတယောက်ရှစ်တဲ့ကျွန်တော်အဲ့ဒါကြည့်နေတော့နောက်ဆုံးကလေးလေးကျွန်တော်သဘောကျတယ်3နှစ်လောက်ပဲရှိတယ်နှက်တွေကြလို့ငိုနေတာများဒီကိုတော့လိုက်လူကြီးမဟုတ်တော့တတ်တရရမတော့တတ်ဘူးဒီလိုဆွဲချလိုက်ခါလိုက်ပြန်ကြလာလေနှင်းကြတော့တော့လိုက်ငိုရင်းတက်လက်နဲ့လုပ်နေတာစိတ်မရှိဘူးနှက်ချိပလေးတွေနဲ့ငိုလိုက်တာရှိုက်တန်ကြားနေရတယ်လီဗီရှင်းလည်းကောင်းလိုက်တာနော်အတန်ဖမ်းတဲ့စက်တွေတအားကောင်းနေနော်ကြီးနော်အတန်လေးကလေးငိုတဲ့အတန်လေးကနှစ်ချီတော့နေငိုနေတာနောက်ဆုံးသူကစစ်သား3-4ယောက်ကတွေ့တော့စိတ်ဝင်စားသွားတယ်စိတ်လက်ကိုခြေတယ်ကလေးနားလျှောက်လာတာနောက်ဆုံးကလေးလေးကိုလက်ကိုကောက်လက်နဲ့ခေါင်းလေးကိုပုတ်တယ်လှက်ကြည့်တဲ့မျက်လုံးမောင်းသားချိုတိတ်ကြိုက်တာလေဝမ်းလဲမဝမ်းတာဝမ်းလဲမဝမ်းနဲ့သုံးတတ်တဲ့မျက်လုံးနဲ့ကြည့်တာတွေ့ကြီးတပည့်တို့မွေးနဲ့ကြည့်တာဘယ်ကလူကြီးလဲပေါ့စစ်သားကပြုံးပြတယ်ပြန်မယူဒီတိုင်းကြီးပဲစစ်သားမျက်နှာပုတ်ပုတ်ကိုတတ်ပြီးတော့ဗာမေးတယ်တမီးတို့တယ်လီဗီရှင်းမှာစစ်သားမေးတဲ့မေးခွန်း3-4ခု Your father ဖြစ်ဖြစ်ရောမလတ်မကမှာကားတန်တွေကြားနေရတယ်ဘူရိုဇာတွေနဲ့အိမ်တွေဖြိုးနေတာအပြိုတွေဖယ်တာပေါ့ဂလုံးကျွီးဂလုံးရေးလုံနေကြတယ်အလောင်းတွေဖယ်ပါလုံနေကြတာအတန်တွေကြားနေရတယ် Your father မင်းဖြစ်ဖြစ်ရောဟာ3ရက်လောက်ထမင်းကနေတဲ့ကလေးတွေတွေ့ပြီမင်းစသားနေနေတပည့်တို့သူအကူကြီးလာတာနောက်နေမလာတာချက်ချင်းမလာဘူးပစ္စည်းစုတာပါညာနဲ့ပေါ့နဲ့ကြာသွားတာပေါ့စပိုက်စာနေပြီ Your father မင်းဖြစ်ဖြစ်ရောမျက်နှာပြတ်သွားတယ်ဟာအလာဘတာလာဘလာမေးတာကလေးလေးနဲ့ဒုက္ခတင်တဲ့ငါတွေ့ပြီပြဿနာပဲဆိုစစ်သားမိကစစ်သားအရေးကြီးညီပဲကိုကြီးညီနေတယ်ဟာဆက်မေးတယ်မာသာမမေရောတဲ့အင်းညိုကြိုက်တယ်ကလေးကကျွန်တော်လေးမျက်ရည်ဝဲလိုက်တာအဲ့ညမိသားစုကြည့်တော့ကျွန်တော်မိသားစုကတော့ငိုတာပဲဗျမိမတွေကငိုမှာပေါ့ကျွန်တော်ကြည်ရင်တက်လက်နဲ့စိတ်ညစ်စရာတရားဓာကြီးပြနေပြန်ပြီကျွန်တော်တကယ်ပြတ်တာဒါမျိုးတွေကျွန်တော်မကြည့်ချင်ဘူးကျွန်တော်တကယ်မကြည့်ချင်ဘူးကျွန်တော်စိတ်ဆက်ကွာဖိတ်ကြပြီးငုံနေကြအမေမေးတာမဖြစ်တော့ဘူးသိပြီးသိနေကြည့်ဘာမှတော့မသိဘူးပေါ့ဗျာသေတာလားပျောက်တာလားကျွန်တော်လည်းပဲသိမလဲတာတော့ Your mother
ရန်ကုန်မြို့တစ်မြို့လုံးတိတ်ဆိတ်သွားတဲ့ညတီဗီကြည့်ရင်တန်းလာနေတာကျန်တဲ့3နှစ်ကဗျာပြီးမှဆက်မေးတာ your brother and sister ကိုကိုတို့မမတို့ဟောတယ်ဟာဒုက္ခလို့အဲ့ဒီကြမှာဆက်သားသူ့ကိုယ်သူပြန်ကြည့်တော့ကိုအင်းကြီးကြီးပဲလောင်းကုန်ကြီးဟာဒီကလေးချမ်းနေတာတနာပါလေငါမေးပြီလားတကယ်လူသွားမေးပြီလေအမေလည်းမေးမရအဖေလည်းမေးမရအခုအမလည်းမေးမရချမ်းလည်းချမ်းနေတာထင်တုံးနေတာပဲအနည်းနဲ့ပါပါလေးနဲ့အိမ်မှာပြိုလို့ထင်တယ်ကလေးလေးကတန်းတော့သူမရှိတာပေါ့ဒီအကြီးငါပေးမယ်တော်တော့မတော်ဘူးမြစ်တာချွေလူတွေကလုံတတ်ကြတယ်ကလေးလေးနဲ့အကြီးဒီတိုက်မြေကြီးမှာဒီတိုက်နေမှာပေါ့တိုက်တိုင်မတိုက်တိုင်နှွေးပြီးရောဆိုပြီးတော့ချွတ်ပြီးတော့မှဂျပန်လိုမပြောတတ်တော့လက်ဟန်ချီယန်နဲ့ပြောတာမင်းနဲ့ချမ်းနေတယ်မဟုတ်လားတဲ့တွေ့ကြည့်နေတယ်3ရက်လောက်ဒုက္ခရောက်နေတဲ့ကလေးထုံးနေပြီထူပြီးလဲဝမ်းမတာတော့ဘူးထူပြီးလဲဝမ်းမနေတော့ဘူးဒါထုံးနေပြီဆိုသဘောပဲဘာစကတော့မပြောဘူးပေါ့ဒီကြည့်နေတာမင်းချမ်းနေတယ်ဦးအေးနေပေးမယ်ပေါ့ယူမလည်းမပြောဘူးနော်မပြောဘူးဒီတိုင်းကြည့်နေတာခင်ဗျားသဘောခြုံပေးရင်ပေးမပေးရင်ခင်ဗျားသဘောဆိုတော့သဘောခင်ဗျားသဘောတဲ့ခြုံမခြုံဆိုအဲ့မျက်လုံးနဲ့ကြည့်နေတာမနေနိုင်တော့ဦးစစ်သားအနာကပ်ပြီးတော့မှအဲ့ဒီကလေးပေါ်မှာသူ့ကိုအင်းကြီးခြုံပေးတာဦးပေးမယ်ပေါ့ဘာတက်ကမပြောဘူးရော့လက်နဲ့ချင်ရတယ်ရော့ဆိုခြုံပေးလိုက်တာဝါဘာဖြစ်သွားလဲအင်းကြီးလန်ပြီးတော့မှအင်းကြီးအထက်မှာထည့်ထားတဲ့စစ်သားအတွက်ပေးထားတဲ့မုံတုတ်ဒီစာအိတ်ထက်2ဆလောက်ကြီးနဲ့ပတ်ကင်ဘူးကျသွားတယ်ဂလောက်ဆိုပြီးတော့စစ်သားတွေစားဖို့ပေးထားတဲ့အာဟာရဘူးရှေ့တန်းမှာစစ်သားတွေစစ်တိုင်ရင်တန်းလန်းနေအဲ့ကောင်ရှိရင်3ရက်လောက်ခင်ဗျာအသက်မသေးနိုင်ဘူးပစ္စည်းအစုံပါတယ်ထဲမှာအကန့်နေနဲ့ပလက်စတစ်လောင်းထားပြီးသားဘီအမဲပေါင်ကြောက်တွေပါတယ်စိတ်တရားလုံးဘာအတွက်လဲဂလူးကိုစ်အတွက်ဘီအမဲသားဘာအတွက်လဲပရိုတိန်းအသားဓာတ်အတွက်မဲတို့ကဒိန်ခဲတွေပါတယ်ဘာအတွက်လဲကယ်ဆီယမ်ထုံးဓာတ်အတွက်မဲတို့ကအချင်းခဲဘာအတွက်လဲဗိုက်တာမင်စီအတွက်မဲချောကလက်ဝေဖာယုံနဲ့လုပ်တယ်ဘာအတွက်လဲကာဘိုဟိုက်ဒရိတ်အတွက်ဒါမျိုးသူကရေတံပူးလေးတွေတေးသေးလေးတွေကျွန်တော်တို့လေးညံပေါ်မှာဝေတဲ့ဟာလေးတွေ့တယ်မလားဗမာပြည်မှာဆိုရင်တော့အဲ့လိုမျိုးဝေတာဒစီပဲရှိပါတယ်ဗျပါလေအဲကံဘောစာချစ်စရာလေးတွေခွက်လေးတွေနဲ့လေဖောက်ပြောတောက်လည်းပြီးသွားဒါမျိုးလေးတွေပေါ့ပါတယ်အကုန်ပါတယ်လူတယောက်3ရက်လောက်နေလို့ရတဲ့အာဟာရစစ်သားတွေကိုဝေတာသူကစစ်သားအိတ်ထက်ထားတာမေ့နေတာအခုကျမှပြုတ်ကြမှာတတိယသွားတော့သူကဘိုက်ဝနေတဲ့ကောင်ဟာငါဓာကြီးမေ့နေတာကြာပေါ့ပြုတ်ကြသွားတာကလေးလေးနဲ့ကန်တော့ဆက်ပြီးဒီကလေးလေးကန်ဆက်လို့ရတာပဲဟိုရှိကဂျပန်ကြီးဝင်နေတဲ့မှုန်လဲသူရငါတောက်တက်သူ present ပေးမယ်ဆိုပြီးမှဇက်ဆိုကော်ပီခေါင်းကိုတန်းလိုက်ရိုက်တာကြည့်နေတဲ့မျိုးလုံးသဘောကျလို့ချက်ချင်းမယူငိုရင်းနဲ့ကြည့်နေတာကဘာလောကပေါ်မှာလူတွေမှာမေတ္တာတရားတွေအကျဉ်းတရားတွေရှိတတ်သေးသလားဆိုတဲ့သဘောပဲသူကသူမထင်ခဲ့ဘူးလေကြည့်နေနောက်တစ်ခါမင်းကောပြရတယ်ယူလိုက်လေယူလိုက်ပေါ့ယူလေတဲ့မောလက်လေးနဲ့ဖက်တဲ့နှမ်းယူပြီးတော့ကျွန်တော်ကစားမယ်ထင်းနေတာဂျပန်နိုင်ငံသားတွေရဲ့စိတ်နေစိတ်ဓာတ်ချမ်းသာဖို့ကျွန်တော်ပြောနေတာအမိုက်စားတွေပဲနော်ငိုရင်းနဲ့ကြည်တာဘာတွေပါလဲပေါ့ဘီချောကလက်ဆွီချိုချင်းဝေဖာချစ်တင်ငယ်တွေဘီအသားကြောက်ကြီးကြည်ရင်တန်တဲ့ဖန်အောင်လေးကြွလာတယ်နော်ရှေ့ကတန်းစီနေတဲ့တန်ငယ်ချင်းတွေထမ်းကြည့်တဲ့မျိုးလုံးကျွန်တော်အကြိုက်ဆုံးပဲပါဇက်အလေးအဟာသားလေးနဲ့လူကြီးလိုဖတ်ဖို့ပေါ့သွားလေးအလေးအကျဲလေးနဲ့ကြည်ရင်တန်တဲ့တွေ့သွားတယ်နော်ကလေးမျက်လုံးလေးကလေရှင်းလည်းမကြည့်တော့ဘူးနော်မြေကြီးကိုစိုက်ကြည့်နေလူကြည့်နေငိုပြီးကလေးခုနတဲ့ပုံငိုပြီးနောက်တစ်ခါဖဏပြန်ကြွသူ့တငယ်ချင်းတွေအကုန်လုံးဘေးဒုက္ခအနေနဲ့ကြောက်တော့သူမြင်ပြီလေရှေ့ကိုထွက်ချလာတယ်ကြည်စမ်းမုံတို့ကန်ကြီးတန်းနဲ့ဒါမျိုးရှစ်ထွက်ချလာတာလှုပ်တုံနဲ့ကြီးလို့အမြန်မဟုတ်ဘူးမသွားခြင်းနဲ့ငိုရင်းတန်းနဲ့တအိမ်လုံးကျွန်တော်တို့ချုံးမချပြီးမိမငိုပြီးကျွန်တော်နေရတော့မရဘူးသူမခံနိုင်တော့ဘူးငိုကျွန်တော်ဘာဖြစ်လဲလားငိုစရာလားလို့လာပြောနေနေဆိုငိုပြီးကဲရှောက်တာများမချိမဆန်တော့တို့ကြီး
ကျွန်တော်မလုပ်တတ်ဘူးဗျာကျွန်တော်မလုပ်တတ်ဘူးကိုချီဦးညိုကြီးကကျွန်တော်ပြောတယ်နေရုပ်ရှင်နဲ့ဝင်ဖို့ကောင်းတယ်ငါတို့ရိုက်မဲ့ဗိုလ်ချုပ်ဆန်းကမှနင်းပါတယ်ဘယ်နေရာလဲလို့ဂလုံးဆော့တယ်မသားကြီးတင်ရင်လို့သိရင်လို့လားလို့ဟင်ကိုစင်ဝိုင်းပို့ဆိုးသေးတယ်ကိုစင်ဝိုင်းရုပ်ရှင်မင်းသားစင်ဝိုင်းကျွန်တော်ထည့်မယ်လေမင်းမောက်ကအဖေလေအကိုလည်းအကိုကျွန်တော်ရုပ်ရှင်နဲ့ထည့်ကျင်တယ်လေကျွန်တော်တားခင်တယ်သူတို့နဲ့လေဘယ်နေရာလဲလို့ဟိုခွေးတွေဟောင်းတဲ့နေရာမတန်ငါကျွန်တော်ဗျာစော်ခါရတဲ့ကောင်ကြီးကိုစင်ဝိုင်းတို့အခုကလေးလေးကျန်သွားပြီငိုရင်းနဲ့ရှေ့ရောက်တော့ဂျပန်ကြီးကကုန်းမုံဝင်နေတဲ့ဂျပန်ကြီးလူရိပ်မြင်တော့လှည့်ကြည့်တာဘာလဲပေါ့ဘာလဲတဲ့မင်းဘာလဲပေါ့သူကဘာလို့ဒီရှေ့တက်လာလဲပေါ့ငိုပြီးနေပေါ့မယ်ဂျပန်ချက်ချင်းမယူဘူးအဖိုးကြီးကလေမေးဆက်ပြီးထပ်မိတယ်ဘာလဲတဲ့ဘာလဲဘဘကြီးတမ်းမုံနေတတ်တငယ်ချင်းတွေကိုအကုန်လုံးဝေးပေးလိုက်တားတယောက်တည်းမစားချင်လို့ဂျပန်ကြီးတွေ့ကြသွားပြီနော်ဘယ်လိုယူလဲလုတ်ပြီးလို့ရလုတ်တာဂျပန်ကြီးရတယ်ကတော့တေးချမဖောက်ဘူးသူ့နိုင်ငံသားကလေးလေးပြသူရင်ထဲမှာစုပ်ကုန်ရပါတယ်ငိုရင်းနဲ့ကုတ်ချောင်းနဲ့နောက်ပြန်လာပြီးသူ့နေရာသူပြန်ရက်တော့ဒီတိုင်းဆက်ငိုနေတယ်စစ်သား3ယောက်ထပ်ပြန်လျှောက်လာပြီးမှဂျပန်နိုင်ငံသားစကားပြတယောက်ကိုလှမ်းခေါ်တယ်သမီးတို့မေးတယ်အဲ့ကလေးလေးကိုမေးပေးကျုပ်တနာလို့သူ့ကိုအင်ကြီးလဲပေးတယ်မုံလဲပေးတာဘာဖြစ်လို့သူ့ကိုအထူးစုပေးတာကိုသူတယောက်တည်းစားဖို့တက်ပေးတာကိုဘာလို့ဖြစ်သွားအပ်တာလဲဒါပဲလူရင်းရကလေးလေးပြန်ပြောတာငါးခေါင်းလောက်ပဲရှိတယ်ဂျပန်ကြီးကိုပြန်ပြောတာစစ်သားကမပြောဘူးဦးအဲ့စစ်သားကြီးရဘယ်စစ်သားကြီးတွေလဲတာအဲ့ဦးရတာမသိဘူးကလေးဆိုအဲ့လိုပြောတာပေါ့ဦးဟင်အဲ့စစ်သားကြီးတွေကလင်ញံကြီးနေဘယ်စစ်သားကြီးတွေလဲတောက်မှုပေးတဲ့ဦးကြီးကဘယ်လာတာလဲငိုလိုက်တာတာတို့ဂျပန်နိုင်ငံကဘာလို့ငရင်လောက်တာလဲဦးငိုပြီစစ်သားပါဂျပန်မပြည့်ကြပြီဦးတာတို့ဂျပန်နိုင်ငံဘာလို့ငရင်ကြီးအကြီးလောက်တာလဲတာဖေဖေနဲ့မင်းနဲ့ပြောင်းနေပြီဦးကြီးဆိုငိုပြီအဲ့စစ်သားကြီးကိုပြောလိုက်တယ်လင်းသမာသွားတယ်ဦးအဲ့စစ်သားကြီးကိုပြောလိုက်တာတငယ်ချင်းနေတိုင်းစားနေတာ2ရက်3ရက်ရှိနေလို့တာတယောက်တည်းမစားခြင်းလို့တမ်းမုံတွေဝေပေးတယ်လို့အဲ့စစ်သားကြီးကိုပြောပြလိုက်ဦးတာတငယ်ချင်းနေတိုင်းစားနေကြလို့တာတယောက်တည်းမစားခြင်းလို့ပြောလိုက်အင်းလည်းလို့ပြောလဲပြောဟိုစစ်သား3ယောက်ကျွန်တော်မိုက်တယ်နော်တောက်ခောက်တယ်ကလေးကသူ့ကိုဆူတယ်ထင်လို့ဟိုကောင်ကြီးကရင်ထဲမှာနာပြီးတော့တောက်ခောက်တာကလေးကိုဆူလာမဟုတ်ဘူးဒီလာဝေတဲ့ကောင်တွေကလက်ဖြောက်တီးတယ်မြန်နေတော့လုပ်တာတော့စိတ်ကြောက်သွားတာမိကစသားတွေဒီကလေးကိုလေးစားသွားတာမိုက်အတိတ်တွေကဘာလဲဒိုက်ဥသူဒိုက်ဥသားတွေအတိတ်တွေကဘာဖြစ်မလဲမင်းတို့ကလေးတွေအစားငါလေးစားပြီလူကြီးတွေထားလိုက်ဈေးဆိုင်ရမိမတွေထားလိုက်ယမန်တွေကဈေးများအတိုင်းထားလိုက်လူကြီးတွေလားအတိတ်တရားရှိလို့တလုံးပဲတတိုင်ပဲနှုတ်စီဘူးတပူတယ်ပဲပတ်စံနေပါလေမဝယ်ဘူးလူကြီးတွေထားလိုက်မိခုကလေးလေး3နှစ်လောက်ရှိတဲ့ကောင်လေးမင်းတို့ဂျပန်နိုင်ငံကပတ်စံချမ်းသာတဲ့တထေးနိုင်ငံခုကြည့်စမ်းကလေးလေးတွေကအစကိုယ့်ကိုပေးတဲ့မုံတော်မှတတိုင်းပြည်လုံးဘေးဒုက္ခရောက်တဲ့အချိန်မှာငါတယောက်တည်းမစားဘူးဆိုပြီးတော့ဟိုရှစ်သွားအပ်တာမင်းတို့ကလေးလေးတွေရဲ့စိတ်ကအစအဲ့လို mindset တွေကိုကြီးပြောတဲ့ mindset တွေမင်းတို့တိုင်းသူပြည်သားတွေရဲ့နှလုံးသားတွေကအဲ့လိုမြင့်မြတ်ပြီးဖွံ့ဖြိုးချမ်းသာနေအောင်မင်းတို့ဂျပန်နိုင်ငံအစိုးရနဲ့မင်းတို့ပညာရေးဌာနနဲ့မင်းတို့မိတွေဖာတွေကမင်းတို့မျိုးဆက်မင်းတို့လူငယ်တွေကိုမင်းတို့ဘယ်လိုလုပ်မွေးထားတာလဲဆိုတာငါတို့အားလို့အဲ့လိုတာကွာပါဒိုးနေဆိုတာဖွက်စားတာကျွန်တော်တို့ကအော်ကျွန်တော်ကြည့်တယ်ဒိုက်ဦးသူဒိုက်ဦးသားများကျွန်တော်ပြောမယ်ဘာချမ်းသာတာလဲအဲ့ဒါကြတော့စိတ်ပိုင်းဆိုင်ရာတွေချမ်းသာတာနော်ဖုံအလွန်အမတန်အော်စရာကောင်းပါလေကိုကြီးကဘာပတ်နေတာကျွန်တော်အချင်းဟဲ့ကွာကြော်သွားပြီဗျာဟိလူတွေစကားရအောင်ပါကြော်သွားပြီဗျာကျွန်တော်လည်းပြောရင်ပြောနေအာနာတာဗျာကဲကိုကြီးကိုကျွန်တော်တိုက်တယ်ပြောမယ်သူအင်္ဂလန်နိုင်ငံမှာကားမှတ်တိုင်းမှာကြော်တက်တယ်လူရှိလားဗျာတမီးတို့လန်ဒန်မြို့မှာဘလို့ကြော်တက်တယ်မောင်သားချိုရမှတ်တိုင်ရောက်လာပြီ3နာရီတို့ကားဆောင်ဒါမျိုး
နောက်ကကိုကြီးရောက်လာတယ်3 နာရီနဲ့2 မိနစ်နောက်ကချီဦးညို3 နာရီနဲ့7 မိနစ်ဇင်ဝိုင်း3 နာရီခွဲနောက်ကတမီးတို့သားတို့ပြောပြရတယ်ညီလေးတို့ညီမလေးတို့ညီတို့ကပြောမယ်နော်လန်ဒန်တစ်မြို့လုံးပြောနေတာအင်္ဂလန်တစ်နိုင်ငံလုံးပြောနေတာစင်ကာပူတစ်နိုင်ငံလုံးပြောနေတာကဲစင်ကာပူမေးစီဦးကဲမှတ်တိုင်မှာရဲလည်းမရှိဘူးစစ်သားလည်းမရှိဘူးရောက်ဝတာလည်းမရှိဘူးဘာကြောင့်အဲ့လိုရက်တာလဲနိုင်ငံသားတိုင်းရဲ့စိတ်မှာလူဆိုတာအဲ့လိုစီးရတယ်တရားမျှတစွာပဲကိုကြီးဒီ3 နာရီအတိရောက်တော့ကြောင့်မော်လကားရောက်လာပြီဆို तू ကအရင်တက်မောင်တာချိုက3 နာရီ5 မိနစ်မှဖြစ်တော့ကြောင့် तू အလိုလျောက်တော့ तू တက်အဲ့ဒါခင်ဗျာကျွန်တော်ပြောနေတာတယောက်တည်းမဟုတ်ဘူးတနိုင်ငံလုံးကလူတွေကအကုန်လုံးကျွန်တော်ဖြေပေးဦးကဲလူတွေအကုန်လုံးဘာလို့ဖြစ်နေတာလဲကဲကျွန်တော်တို့ရတာလားရမထင်လားအကုန်လုံးကျွန်တော်တို့ကမင်းမနဲ့မိုးလင်းရရောက်မကလို့မနဲ့4 နာရီရောက်မောင်သားချိုခုညနေဆောင်မှရောက်လာတာကားထိုးလာပြီမင်းစောက်တော့လို့မင်းခံရတာငါလူတက်ပြီးတော့ကျွန်တော်ကဝေထိုင်ချခက်တည်ရွယ်ကျွန်တော်တို့ကိုခုနပြောတော့ဒိုက်ဦးသားလေးတွေမျက်နှာနဲ့ပြတ်သွားတယ်အခုကျွန်တော်ပြောလက်ခံပြီလားကျွန်တော်တို့ဘာနဲ့တူနေလဲကိုတိရစ္ဆာန်တွေကဲ့သို့မင်းနေရင်မင်းခံမင်းအားနေရင်မင်းခံလှင်တဲ့ကောင်အားကြီးတဲ့ကောင်တွတ်တဲ့ကောင်ကနေရာယူနေတာပဲဆော်ဒီပဲနားမလဲဘူးရန်ကုန်မြို့မှာကျွန်တော်ဒီတိုင်းပဲမဟုတ်ဘူးလားဘသူကဗတန်းစီတက်လို့လဲအဲ့လိုလုပ်တဲ့ကောင်လဲတောက်ရေးဖြစ်မှာပေါ့တွားရတက်စီတဲ့ကောင်ကငပေါ်ကြီးလာမင်းဘာလို့ရနေတာဖြစ်မှာပေါ့ကျွန်တော်တို့လူဖွဲ့စည်းဟာတမျိုးသားလုံးကျွန်တော်တို့အကုန်လုံးဖျို့ဖျဲဖြစ်နေတာကိုလက်ခံသလားကဲလုံးလို့မရဘူးဂျပန်နိုင်ငံလေဆိပ်တွေဝင်တော့ကျွန်တော်ပြောလိုက်မယ်နော်ကိုကြီးကျွန်တော်ဂျပန်ဖိတ်ထားလို့သွားအောင်မယ်ကျွန်တော်ဟောပြောပွဲတဲ့9 ရက်နေ့မတ်လ9 ရက်နေ့ကျွန်တော်ဂျပန်မှာရောက်နေပြီနော်2 ယောက်ထဲဟောမှာကျွန်တော်နဲ့နေဝင်းမြင့်နေတိုကျိုမှာဟောမှာကျွန်တော်တို့ကျွန်တော်ဖိတ်ထားတယ်လေဆိပ်တွေဝင်တော့အဲ့ဒီနဲ့ဝင်သွားတာခွေးတွေစောင့်နေဟိုနားလောက်ကလင်းကားကောင်ဟိုထိုးတာနော်ကိုကြီးဟိုထိုးနေတာဘုံခွေးတွေကအနှက်ရတယ်နော်တိုင်ဦးသားတွေပြောပြရစီအနှက်ရတယ်နော်မန်းဖီးတယ်အဲ့လူစီမှာခွာဒီလိုက်ရက်နေတာရဲကလမ်းခေါ်ပြီးဖွင့်အိတ်ကိုမောင်သားချိုတော်တာမသိဘူးကြည်တယ်ကျွန်တော်ကဘိန်းတွေပါလေရှာနေလားဘိန်းတို့ပါလို့အနှက်ရတယ်ထင်တာဘိန်းတို့ဘုံတို့ခွေးတွေကဘာအနှက်ရလဲသိလားကိုတို့ဂျပန်ခွေးတွေကိုတို့လဲကျွန်တော်လဲပေးလိုက်တော့မျိုးစီပါတာကိုအနှက်ရတယ်ကြက်သားဟင်းချက်တိုင်းထားပါတော့မဆလာနဲ့ဝက်နဲ့ရိုးကြော်လိုက်ထားပါတော့အနှက်ထွက်လို့အဲ့ဒီအိတ်ထဲမှာဘာပါလာလဲထင်လေနှမ်းစီထည့်လာတာ50 စီကျွန်တော်ပြောနေပြေးဝဲတယ်ကျွန်တော်ဒီခွေးတွေအဲ့ဒါအနှက်ရနေတယ်ကဲအထုလေးကျင်ထားတာမြေဘဲဆန်ပဲမလားနဲ့ပြန်ဆက်လို့ရတဲ့ဟာဆိုရင်တော့တရက်စီမြေဘဲစီဗန်ဒါစီချယ်ရီစီရှောက်စီတရက်စီပြန်ဆိုင်လို့ရတာမျိုးစီပါလို့ရတော့ကိုအဲ့ခွေးတွေတည်ပြီးသားလေကိုဂျပန်လေဆိပ်ကိုမကြော်သေးရဘူးကျွန်တော်ကိုဇက်လိုက်ချလိုက်ကျွန်တော်ရေကျွန်တော်တော့လို့ပြောနေတာဂျပန်လေဆိပ်ကိုကျွန်တော်ကြော်လို့ရမယ်မထင်နဲ့ယူသွားမယ်ခွေးတွေရဲ့တည်ပြီးသားသိမ့်ပြီညီလေးညီမလေးကျွန်တော်ပြောပြရင်ဖွင့်ပြရကျွန်တော်မေးတယ်ဘာဖြစ်လို့သိမ့်တာလဲခင်ဗျားတို့တိုင်းတစ်ပါးကရောက်လာတဲ့မျိုးစီတန်းနေပါလာပြီးတော့ဂျပန်ပြည်ပေါ်မှာနှမ်းပင်ပေါက်တရက်ပင်ပါလာပြီးတရက်ပင်ပေါက်မြေဘဲပင်ပါလာပြီးတော့မြေဘဲပင်ပေါက်ဂျုံပင်ပါလာပြီးတော့ဂျုံစီပါလာပြီးဂျုံပင်ပေါက်မလကပင်ပါလာပြီးတော့မလကပင်ပေါက်အဲ့ဒီကအပွင့်တွေပွင့်အသီးတွေအသီးတစ်ခါပြန်ထပ်ပေါက်တစ်ခါပြန်ရောနောက်နှစ်ပေါင်း90 100လောက်ကြာတဲ့အခါကျတော့ဂျပန်မြေပေါ်မှာကိုရထွက်တဲ့အပင်မဟုတ်ဘဲနဲ့တိုင်းတစ်ပါးကဝင်ရောက်လာတဲ့အပင်တွေနဲ့အရှုပ်ထိုးဖြစ်ပြီးတော့မှဂျပန်ပြည်ကဂျပန်သီးနှံတွေမတတ်မပြတ်ဖြစ်မှကြောက်လို့ထိမ့်သိမ့်နေတာကျွန်တော်တွေးကြသွားပြီနော်စီကံကြည့်လိုက်တာအတိတရားချမ်းသာလိုက်တာမင်းတို့ပတ်စံနေချမ်းသာတာမဟုတ်ဘူးဘာချမ်းသာတာလဲ mindset အတွေးခေါ်ပါချမ်းသာနေတာမဝင်လာပါနဲ့ခဏနှမ်းစီပြန်သွားယူဂျပန်ပြည်ပေါ်မှာဂျပန်အပင်နဲ့ပေါက်တာကောင်းပါလေသူများအပင်နဲ့ရောပြီးတော့ကြာတော့သူတို့မျိုးတွေရောရင်းနဲ့အပင်တွေအသီးတွေကစကာလာလေးပဲချိန်ပြအနှံ့ချိန်ဖြစ်မှကြောက်လို့ဘာချမ်းသာတာလဲကဲဒီလိုပြောသမှာအောင်အတိတရားတွေကချမ်းသာလိုက်တာအဲ့ဒီကြမှာကျွန်တော်တွေးမိတာတိုက်ပြည်တစ်ခုချမ်းသာတယ်ဆိုတာနှစ်မျိုးတစ်လုံးလိုတာတစ်နိုင်ငံသားများပညာကောင်းကောင်းတက်ပြီးတော့လုပ်ငန်းကိုင်ငန်းကောင်းကောင်းတွေနဲ့ငွေကြေးလဲချမ်းသာဖို့လိုတယ်ကျွန်တော်တို့ကနှစ်တိုင်းလူပြည်သားတွေရဲ့စိတ်နေစိတ်ထားတွေအလုံးပါလေခုနကျွန်တော်ပြောခဲ့သလိုအကုန်လုံးစမတ်ချနေရမယ်တိုင်းပြည်ဘေးဒုက္ခရောက်နေတဲ့အရင်တိုင်းရောက်နေအကိုကြီးပြန်လုံးကြီးပါလေ
ရောသားလေးအတွက်မစားခြင်းတန်းစီမယ်ကာကြီးလာပြီတယောက်ချင်းတယောက်ပြီးတယောက်နှမ်းစီတွေယူလာနဲ့ကွာတို့နိုင်ငံနဲ့ကြည်စမ်းဘာတွေချမ်းသာနေတာလဲခံစားချက်တွေရောအကျွေးခေါ်တွေရောကြီးနေတာကိုသားချိုတဲ့စိတ်မဆိုးနဲ့ကျွန်တော်မိတ်ဆွေကနေဒါဒဲကြီးရခင်ဗျားတို့တိုင်းပြည်ကနှစ်ခုသလုံးဆင်းနေတာဒါတိတ်ခက်တယ်လို့ရတာခင်ဗျားတို့ပြည်ပြည်သားတွေအားလုံးအတွေးခေါ်မပြောင်းပေးနဲ့ခင်ဗျားတို့နိုင်ငံမချမ်းသာဘူးခင်ဗျားတို့တိုင်းပြည်ကိုကျွန်တော်တို့ကနေဒါနိုင်ငံကဒေါ်လာတွေလာပြီးပုံပေးရင်ခင်ဗျားတို့နိုင်ငံချမ်းသာမထင်လားကျွန်တော်ခေါင်းခါခဲ့ရတယ်တကယ်ဖြစ်ကျွန်တော်ပြောနေတာခင်ဗျားတို့လူမျိုးရဲ့စိတ်နဲ့စိတ်ထားတွေလည်းမရပါဘူးခင်ဗျားတို့တအားရိုင်းနေတာတအားစက်တိုင်ကိုကြည့်ကျွန်တော်သိနေပြီတအားသိဆန်နေလို့ပဲတအားရိုင်းဆိုင်ဘသူမျက်နှာမှာမထောက်ဘူးဗျာလူရဲ့တက်ပြီးချာခင်ဗျားတို့တယောက်ကိုတယောက်ဘသူမှမညာတဲ့လူတွေပဲဗျာကျွန်တော်အံ့ဩတယ်တယောက်နဲ့တယောက်ဘယ်သူမှမညာဘူးတော့ခင်ဗျာသူအဲ့တော့ပြောတာအကိုတို့တမျိုးမထင်နဲ့နော်ကိုတို့လက်ကြည့်အောင်ဒါကြောင့်ယနေ့ညကျွန်တော်ခေါင်းစဉ်လေးပေးခဲ့ပါတယ်စီးရဲချင်းလုပ်ကင်းအောင်အဲ့ဒါကိုတိလို့ဗိုလ်ချုပ်အဆန်းတို့ကတချင်းလို့ဆိုခဲ့တာပါဗိုလ်ချုပ်အဆန်းမသိခင်အဲ့ဒီချင်းပေါ်တာပါဗိုလ်ချုပ်တီတာ1940ခွန်ဒီတချင်းပေါ်တာဘယ်တော့မှပေါ်တာလဲ1930ခွန်ဘာတချင်းလဲငကနီစာအုပ်တိုက်ညီတို့သိတယ်နော်ရန်ကုန်မြို့မှာစာအုပ်တိုက်ထောင်နေမှလားဘာစာအုပ်တိုက်ကြီးလဲငကနီစာအုပ်တိုက်ဘာရုပ်ကလေးနဲ့လဲငကနီရုပ်ကလေးနဲ့ဘယ်နှစ်ကလဲ1930ခွန်1937ဗိုလ်ချုပ်မသိခင်10နှစ်ဘာဖြစ်လို့အဲ့စာအုပ်တိုက်ထောင်တာလဲတချင်းရတိုင်းပဲတိုက်ပြီးချမ်းသာခြင်းလို့လမ်းပြခြင်းလို့ဘာနဲ့လမ်းပြမှာလဲစာအုပ်တွေနဲ့ဘယ်ကစာအုပ်တွေနဲ့လဲငကနီစာအုပ်တိုက်ကထုတ်တဲ့စာအုပ်လေးကိုဖတ်ရော့ငါရေးတာအောင်ဆန်းရေးတာဒါလေးဖတ်လိုက်ခေါင်းစဉ်ကဘာလဲဘာမှ challenge ဘာမှစိတ်ခေါ်မှုနိုင်ငံရေးတည်သွားအောင်ဒါလေးဖတ်လိုက်ပေါ်ဆန်းဒါဟုတ်လားရော့ဒါငါရေးတာဘာလို့လဲတခင်ပါဟေးစာအုပ်နာမည်ပါလဲဒနရှင်လောကအရင်ရှင်နေကြောင်းရေးဖတ်တာဒါလေးဖတ်လိုက်လူတွေကိုအဲ့လိုအတွေးခေါ်တွေတွေ့ဝလာအောင်လို့စာအုပ်တင်နဲ့ပြင်မရမယ်ဆိုပြီးတော့မှဘာစာအုပ်တိုက်ထောင်တာလဲငကနီစာအုပ်တိုက်ပေါ်ဆန်းပါတယ်ဟောကျန်တဲ့လူပြောမနေကျွန်တော်သိတယ်ရှည်လို့ကြာလို့ငကားရုပ်ကလေးနဲ့အဲ့ဒါကိုတချင်းလို့ဆိုတယ်စင်ရဲချင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်ဘာနဲ့လမ်းပြမှာလဲစာအုပ်တင်နဲ့မိုက်တယ်နော်ယန္နာခုနှစ်သွဲတကယ်ပြင်စုံကြီးတို့မျိုးသားတိုင်းကြီးမွဲတဲ့လူတဲ့နိုင်ကြီးကျောင်းဆောက်ခါဖျားပါတီဘိုးဘိုးအောင်နဲ့ရှင်းစာကောနာတို့မာရကိဆိုင်ပြီတိတ်တိတ်ပဲရှိတာပဲကျန်းကျန်းမာမာချမ်းချမ်းသာသာဘေးရန်ကားစီးမီလူပွဲတွေကမနေခင်မီတတိဖြစ်တော်မီတို့ငကနီသိကြီးတကိုးနဲ့ငကနီစောက်တိုက်ကစောက်တဲ့တကိုးနဲ့ပေါ့နော်တမီးတို့နော်တို့ငကနီသိကြီးတကိုးနဲ့ဆင်းရဲသားတို့မညှိုးပြီးဗာဆင်းတာလေငွေကြေးရောအတွေးခေါ်ခံစားချက်တွေရောစာရင်းနဲ့ပြင်မယ်တို့ငကနီသိကြီးတကိုးနဲ့ဆင်းရဲသားတို့မညှိုးပြီးအကျိုးတူပေးတော့မြည်တဲ့ခမခစ်တဲ့ထူထောင်ကြီးအေးချမ်းသာယာစီငကနီတကိုးနဲ့အမျိုးကုန်တက်စေကြီးဂျပန်နေခုံတက်တယ်လို့ပြန်ပြီးပြင်မယ်ဒီလျှောက်လေးဖတ်ဗမာတွေစိတ်ပြောင်းသွားမယ်မိုက်တယ်ကွာဗမာတွေကတော့ဗမာတွေရဲ့စိတ်ကိုပြန်ပြောင်းပေးမယ်တဲ့အမျိုးသားတွေတကိုးပြန်တက်လာအောင်လို့တိတ်အတိတ်ပဲရှိတာပါပဲအချိန်နဲ့နည်းနည်းလင့်သွားတယ်ကျွန်တော်ခေါင်းစဉ်လေးကဆင်းရဲလို့ကင်းအောင်ကျွန်တော်ပြောခဲ့တာအချိန်တိုးတော်လည်းပဲလိပ်ပတ်လည်းမထင်ပါလေကျွန်တော်နိုင်ငံသည်နှစ်မျိုးသလုံးဆင်းရဲသွားခဲ့ပါပြီပညာရေးကိုကျွန်တော်တို့မမြင့်တင်ခဲ့သောကြောင့်ကျွန်တော်ငွေကြေးကြေးရေးတအားဆင်းရဲသွားခဲ့တယ်နောက်ဆုံးနိုင်ငံဖြစ်သွားခဲ့တယ်စာကောင်းပေကောင်းတွေနဲ့ပညာရေးကောင်းကောင်းနဲ့ဆရာဆရာမကောင်းကောင်းမိဘကောင်းကောင်းနဲ့ဝိုင်းညှက်ပြီးတော့ကျွန်တော်တို့မျိုးဆက်မြောက်မပြင်ခဲ့တော့ကြောင့်ကျွန်တော်တို့စိတ်နဲ့စိတ်ထားများအားလုံးကလည်းအကုန်လုံးဆိုးရွားသွားကြတယ်အလူရက်တွေတရိษံတွေကဲဆိုလူပြည့်တက်ကြနော်အတောင်မဆာနာဖြစ်ကုန်ကြတယ်ဒါလေးကိုကျွန်တော်ပြန်လဲပြုပြင်စေချင်သောကြောင့်စေတနာတရားရှိထားပြီးတော့ဒီကောင်းစဉ်ပေးပါတယ်ဒိုင်ဥတီဒိုင်ဥသားများအားလုံးအနာဂတ်မှာကိုကြီးပြောသလို2015သမ္မတထပ်ရွေးအောင်မှာကျွန်တော်တို့ကရှေ့ကိုဆက်သွားကြအောင်မှာကျွန်တော်တို့ကိုကဘာကြီးကနှာခေါင်းမရှုပ်အောင်ခုတော့မျက်နှာငယ်လိုက်ရတာ passport တွေ့တာနဲ့ရေးမဖန်တွန်းထားတယ်ဟင်ကိုကြီးပြည်ပနိုင်ငံတွေမှာဗမာနိုင်ငံသားကိုတွေ့တာနဲ့လက်ထက်မှာကြိုက်ထားတဲ့ကပ်ပြားကိုတွေ့တာနဲ့အနီရောင်တွေ့ပြီပြောတန်းသိတယ်နော်တောင်းသားနိုင်ငံလာတဲ့ကောင်လေးလူရိုင်းနေဗမာတွေရေးမလှမ်းတွန်းထားတယ်ဗျာကျန်တဲ့ကောင်ဝေးမလေးရှားရင်သွားစင်ကာပူရင်သွားမင်းတို့နောက်ဆုံးနေမင်းတို့နေနောက်ဆုံးနေမင်းတို့ကြိုက်ထားတဲ့ကပ်ပြားကအနီရောင်ဆိုတာဘယ်နိုင်ငံကလို့သိပြီးသားကျွန်တော်တို့နှိမ့်ထားတော့နော်မင်းတို့လူမျိုးတွေအောက်တန်းစားတွေကျွန်တော်တွန်းထားကျွန်တော်ရေဘက်ကိုတွန်းထားတယ်ကဲမင်းတို့နောက်ဆုံးတက်တယ်ငါတို့တကိုးတွေပြိုးလိုက်တာကွာကျွန်တော်တို့နိုင်ငံသားတွေကိုကဘာကတိတ်ဖိုက်တဲ့လူမျိုးလို့ဆိုပြီးတကိုးပြန်တက်အောင်လို့အကိုတို့ပြန်ပြီးဆင်းရဲခြင်းလွတ်အောင်ကျွန်တော်တို့မျိုးဆက်တွေကိုကောင်းကောင်းပညာပေးပြီးတော့စိတ်နေစိတ်ထားတွေအားလုံးကိုလည်းစာနဲ့ပေနဲ့မိနဲ့ဖားနဲ့ဆရာနဲ့ဝိုင်းဝန်းညှက်ကိုပြီးတော့မှလွတ်ကင်းအောင်ဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ဒီကုန်းထုတ်ပြသည်နော်တော့ပါပြီ